ချိန်နေရတော့2ရက်ဆက်ဟောရမယ်သဘောမျိုးရှိတယ်ဒီနေ့ရယ်မနေ့ပြန်ရယ်ဆိုတော့12နာရီကျော်ရင်မနေ့ပြန်ရောက်ပြန်ပြီကျွန်တော်တို့လူတွေလည်းနည်းနည်းတော့လောဘကြီးတယ်ထင်တယ်ဗျအရှင်တို့ကတပတ်ကိုရုပ်ရှင်ကားတကားတော်မှအများဆုံးကြည့်ရတဲ့ခေတ်ဘယ်လောက်ပဲရုပ်ရှင်ယူတပတ်မှရုပ်ရှင်တကားပဲလဲတယ်ကြည့်စရာလည်းတခြားဘာမှမရှိဘူး TV လိုင်းလည်းတစ်မျိုးပဲရှိတယ်ရှိတဲ့ဟာလည်းသူတို့ရုပ်တွေကြီးပဲဆိုတော့ဘယ်သူမှလည်းကြည့်တာမဟုတ်ဘူးအဲ့ဒီခေတ်တုန်းကဆိုရင်အဲ့ဒီခေတ်တုန်းကတော့ဟုတ်တာပေါ့ပရီမီယာလိလည်းမရှိဘူးကိုရီးယားကားလည်းမရှိဘူးစာပေဟောပြောပွဲတွေကို3ယောက်ထားခဲ့တယ်အခုကတနေကုန်လဲကိုရီးယားကားတွေကြည့်နေကြတယ်ဘောလုံးပွဲတွေနဲ့လူတွေကလည်းကြိုက်ထားကြတာအဲ့ဒီထဲမှာကျွန်တော်ဆရာတွေစီစဉ်တာ4ယောက်တယ်4ယောက်ဆိုတော့နောက်ဆုံးလူကတော့ဥရှင်ကြီးဇက်ထုတ်ပေါ့ဗျာကန်စိုးသူမောင်ရှင်ကျွန်တော်လည်းမျက်လုံးဖွင့်လို့မရတော့ဘူးပိဋကတော့ဘလို့နေမယ်မသိဘူးဘာလို့နေ့တိုင်းညတိုင်းကျွန်တော်ကြုံလိုက်ရင်နောက်ဆုံးကြီးဖြစ်နေတာနောက်ဆုံးပဲအိတ်နဲ့လွယ်အောင်လည်းအိတ်ကအပေါက်ကြီးငိမ့်ချမ်းရေးအကြောင်းရှိရတော့အားတက်တယ်ပြောတယ်ခုနငိမ့်ချမ်းရေးချီတက်လာတဲ့ပုဂ္ဂိုလ်တွေလည်းအမတန်အာနာဖို့ကောင်းတယ်သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုလည်းကျွန်တော်တို့အသိမှတ်ပြုရမယ်မန္တလေးမြို့ကလည်းအပြည့်အဝအားပေးတာယုံပါတယ်ကျွန်တော်လည်းဒီပရိသတ်ကိုကြည့်ပါတယ်မျက်စိတစ်စုံမျက်စိနှစ်စုံကလထိုင်4500ချထားတာလေတော့မတ်တက်တွေရောပါတယ်ရောဟုတ်ပြီဒီထဲမှာအဲ့ဒီငိမ့်ချမ်းရေးအတွက်ရန်ကုန်ကစပြီးတော့ခြိတက်လာတဲ့သူတို့ခြိဘဝတွေကိုကျွန်တော်တို့အလေးပြုရင်းကျွန်တော်တို့လည်းတစ်ခုခုတော့ပြသရနိုင်မယ်အဲ့ဒါကဘာလဲဆိုတော့ဟောဒီမှာကလတ်ထိုင်4500မတ်တက်ပရိသတ်တွေရောကျုံလို့အားပေးနေတဲ့ပရိသတ်တွေရောဆိုရင်ဆိုတော့လူ9000လောက်တော့ရှိမယ်ဒီလူ9000မှာငိမ့်ချမ်းရေးကိုဘယ်နှယောက်လိုချင်တာလဲဆိုတာလေးတစ်ချက်လောက်တော့ကျွန်တော်တို့တက်ဆိုင်ရာတွေသိအောင်တော့နည်းနည်းတော့စူးစမ်းကြတယ်လူ9000မှာ9000လုံးကိုလည်းအကုန်တွက်လို့မရဘူးဗျဘာဖြစ်လို့လဲဆိုတော့သတင်းတွေလိုက်မှတ်ပြီးတော့သတင်းပို့ရမယ့်လူကလည်းနည်းနည်းပွားရှိသေးတာကို10ယောက်ထားလိုက်ဗျအဲ့လူကိုဒီလူတွေစဉ်းတော့စဉ်းစားမှာပေါ့ငိမ့်ချမ်းရရင်ငါတို့ဘာဖြစ်မလဲလို့စဉ်းစားမှာပေါ့သူတို့လည်းငိမ့်ချမ်းရရင်အခုလိုအဘတွေကိုသတင်းပို့အောင်မလားပေါ့ပို့ရမှာပဲကိုလူပို့ရမှာပဲငိမ့်ချမ်းရပြီမဲ့လေဒီမိုကရေစီအစ်စ်မရမချင်းတော့ကျွန်တော်တို့ကပြောကြဆိုကြအောင်မှာပဲပရိသတ်ကလည်းနားထောင်ပြီးတော့အားပေးအောင်မှာပဲဘာဖြစ်လို့လဲဆိုတော့ပရိသတ်ဆိုတာဟာပူပေါင်းဆောင်ရွက်တာစင်မမအကုန်လုံးတက်ပြောလို့မရတဲ့အခါကျတော့ကိုစားပြောနေတဲ့လူကိုပရိသတ်ကအောက်ကနေအားပေးတာပဲသဘောတူတဲ့အခါမှာပရိသတ်ကအားပေးတယ်ဟုတ်ပြီအဲ့တော့သတင်းပို့မဲ့လူ10ယောက်နှုတ်လိုက်ဗျာ9000မှာ4990ထားလိုက်ပရိသတ်စစ်ကို4990အဲ့ဒီ4990မှာငိမ့်ချမ်းရေးလိုချင်တာဘယ်နှယောက်ရှိလဲဆိုတော့4991ယောက်ငိမ့်ချမ်းရေးလိုချင်တယ်တယောက်ကဘလို့ပိုသွားတာလဲဒီထဲမှာကိုဝင်ဆောင်မိန်းမတယောက်ကျွန်တော်တွေ့လိုက်လို့ဘိုက်ထဲကကလေးရပါငိမ့်ချမ်းရေးလိုချင်တယ်သိကြတာပေါ့ဗျာဒီကလေးလည်းသိတာပေါ့သူမွေးဖွားပြီးအပြင်ရောက်တဲ့အချိန်မှာစစ်ပွဲတွေရှိနေအောင်မယ်ဆိုရင်စစ်အသုံးစရိတ်တွေကိုလွတ်တော်ထဲမှာများများတောင်းမယ်အဲ့ဒီကြရင်ကလေးတွေစာသင်မဲ့ပတ်စံတွေလူကြီးတွေစေးကုမဲ့ပတ်စံတွေကိုစစ်ပွဲတွေကိုထည့်လိုက်အောင်မယ်မတရာရေစာပေါ့ကလေးတွေစာမသင်ရပြန်ဘူးလူကြီးတွေစေးမကုရပြန်ဘူးအဲ့ဒီကလေးတွေဆိုလို့
ကျွန်တော်နေဘက်မှာတကယ်ဖြစ်ခဲ့ဘူးတဲ့ဟိုနေဆက်ဘက်မှာတကယ်ဖြစ်ဘူးတဲ့အဖြစ်ပြလွတ်လပ်ရေးနဲ့အတူနိုင်ငံမှာသမရဆိုတာပေါ်တော့မယ်ဟုတ်တယ်သမရကမပေါ်တာကြပြီဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုတွေကရွေးချယ်တင်မြှောက်ထားတာမဟုတ်တဲ့အတွက်သမရလို့ပြောလို့လည်းမရအဲ့ဒီလူတွေဟာကိုဘာလို့ပြောရမှန်းမသိတဲ့အခါကျတော့အကြီးအကဲဆိုပြီးတော့ကိုခေါ်အကြီးအကဲဆိုတော့ကြီးတယ်ကျန်လာတော့ကိုဘာလာပြန်ကြည့်ကြနိုင်ငံတော်အကြီးအကဲတယ်ဗျာသမရလှုပ်လို့မရဘူးဖြစ်နေသူတို့တော်လှုပ်ချင်ရှာမှာပဲတနာတော့တနာပါတယ်သမရမဖြစ်ကြရအောင်သမရဖြစ်တော့မယ်သမရပေါ်တော့မယ်ဆိုတဲ့အခါကျတော့ဟိုးနေဘက်မှာကျောင်းဆရာတယောက်ကပြည်သူလူထုရွေးချယ်တင်မြှောက်ရင်အမြင့်ဆုံးဟာသမရဖြစ်ရင်တိုင်းပြည်ကိုကောင်းအောင်လုပ်လို့ရတယ်ဘယ်လိုလုပ်မလဲကလေးတွေကိုရှင်းပြတယ်ကလေးတွေကလည်းနားမလဲသလိုနားလဲသလိုလဲအဲ့ဒါနဲ့ကွာသမရဖြစ်ရင်မင်းကြိုက်တာလုပ်လို့ရတယ်ကွာဆိုတော့ကလေးတွေကိုစာရေးစာကုန်းရေးခိုင်းပါတယ်အဲ့မှာသမရဖြစ်ရင်ဘာလုပ်မည်နည်းဆိုတော့ကလေးတယောက်ကထဖြေပါတယ်ပလိတ်လုပ်ပါမည်တဲ့သူသိထားတာကသူ့နယ်မှာဩဇာအာဏာအကြီးဆုံးကအဲ့ဒီပုံကိုယ်တွေကိုကာကီအောင်ဘောင်းမီနဲ့လာပြီဆိုရင်အကုန်ထွက်ပြေးရတယ်နောက်ဆုံးလဲတောက်ကိုဘောင်းမီစွတ်ပေးရင်တော့ထွက်ပြေးကြရတယ်လူတွေကကလေးသိတာကဒီဟာဆိုရင်တော်တော်ဩဇာအာဏာရှိပြီဒါကြောင့်ဒီကလေးတွေရဲ့စိတ်မှာလဲသမရဖြစ်ရင်ပလိတ်လုံးမယ်ဆိုပြီးတော့ဖြစ်သွားတာကျွန်တော်တို့လည်းသမရပေါင်းများစွာကိုတွေ့ကြအောင်မှာပလိတ်လုံးမလားဆိုတာတော့မပြောတတ်ဘူးမလုပ်ပါနဲ့လို့တော့တောင်းပန်မှာပဲလက်ရှိအခြေအနေတော့သမရကအားလုံးသိတဲ့အတိုင်းငြိမ်းချမ်းရေးစကားလည်းပြောတယ်ပြုပြင်ပြောင်းလဲလည်းပြောတယ်လွတ်တော်ကလည်းလွတ်တော်ဥက္ကဋ္ဌကပြည်သူတွေတတ်သိရှိဖို့ပြောတယ်ဆိုတော့လွတ်တော်ကပြည်သူအတန်တဲ့ပြည်သူစန္ဒသည်လွတ်တော်စန္ဒတဲ့တစ်ချိန်တော့ကတော့ပြည်သူစန္ဒဆိုတာသွေးစေးလားလို့မေးခဲ့တဲ့လူတွေပေါ့အခုတော့လွတ်တော်စန္ဒပြန်ဖြစ်သွားပြန်ပြီတော်သေးတယ်ပြည်သူအတန်ဆိုတာချောင်းဆိုးပြောက်စေးလားလို့မမေးလို့နည်းနည်းပါးပါးတော့သူတို့သိလာပြီခက်နေတာကနောက်တစ်ခုကြံတာအုပ်ချုပ်ရေးပြီးသွားပြီသမဏအုပ်ချုပ်ရေးအကြီးဆုံးလွတ်တော်ဥက္ကဋ္ဌကဥပဒေပြုအာဏာမှာအမြင့်ဆုံးနောက်အာဏာတရားကြံပါတယ်တရားစီရင်အာဏာမှာအကြီးဆုံးဖြစ်တဲ့တရားသူကြီးအကြီးကြီးတွေကဘယ်တရားသူကြီးကမှတော့အခုချိန်ထိတရားရုံးတွေလက်မစားတော့ပါဘူးတရားရုံးတွေပြုပြင်ပြောင်းလဲလုပ်ပါမယ်မိရင်ကျွန်တော်ကိုယ်တိုင်ကျွန်တော်လည်းဖန်ထောင်ထဲပို့ပါလို့တယောက်မှတော့မပြောကြသေးဘူးဘာကြောင့်မပြောကြသေးလဲဆိုတာတော့စဉ်းစားကြပဲအာဏာ2ရက်ကတော့ပြုပြင်ပြောင်းလဲရေးကိုပြောတယ်လူတွေကိုနိုင်ကလည်းဥပဒေကြောင်းအရာဖြည့်ရှင်းရမယ်ကိစ္စတွေကိုမီဒီယာကိုអော်ခိုင်းတယ်ကျွန်တော်တို့ကိုတိုင်တယ်ပြီးတဲ့အခါဘာဖြစ်လို့လဲဆိုတော့မီဒီယာကអော်လိုက်ရင်အုပ်ချုပ်ရေးကဖိအားပေးလိုက်ရင်တရားသူကြီးကအမှန်တိုင်းဆုံးဖြတ်နိုင်မယ်တဲ့အဲ့လိုပြောပါတယ်မှားတော့မှားနေပါတယ်တရားသူကြီးကသူ့အနေနဲ့သူအမှန်တိုင်းဆုံးဖြတ်ရမယ်ကိစ္စကိုအုပ်ချုပ်ရေးကဖိအားပေးမှဆိုရင်အုပ်ချုပ်ရေးကိုမလွန်ဆိုင်နိုင်တဲ့တရားသူကြီးဖြစ်သွားမယ်ဒီမိုကရေစီနဲ့အဝေးကြီးဝေးပါတယ်ရှင်းတဲ့နည်းတော့အများကြီးရှိတာပေါ့မတရားလုပ်တဲ့တရားသူကြီးတွေကိုကျွန်တော်စာအုပ်တုပ်တဲ့ဖတ်ဖူးတာတော့ဒီလိုဗျလူတယောက်ကသူ့ကိုအတလွတ်တယောက်ကမျက်နှာကိုထိုးလိုက်တယ်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့လူမှားသွားလို့ပါဆိုပြီးတော့ယူပေါ်ပေါ်လုံနေတယ်ဒါနဲ့သူလက်မခံဘူးသူ့ရအောင်ဖမ်းသွားပြီးတော့တရားရုံးကိုခေါ်သွားတယ်လူတွေအများကြီးကလိုက်ကြည့်ကြတော့ဘယ်လိုလုပ်ကြမလဲဘာဖြစ်လို့လဲထိုးတဲ့သူကတရားသူကြီးရဲ့လူဒီလိုပဲလူတကာကိုရန်စနေကြပြီးရင်လူမှားသွားလို့ပါဆိုပြီးတော့နောက်ပြောင်နေကြအဲ့တော့တရားသူကြီးခေါ်သွားတဲ့အခါတရားသူကြီးဒီလူကိုအရေးယူပေးပါဆိုတော့ရတယ်တရားသူကြီးကငါကြောသားရင်သားမခွဲကြပါဘူးငါလူဆိုလို့ငါမလွတ်ပေးဘူးဥပဒေအတိုင်းစီရင်မယ်
စီရင်ထုံးရှိတယ်အားလုံးနားထောင်လူတွေကအကုန်လုံးနားထောင်တာစီရင်ထုံးအရဆိုရင်အဲ့ဒီလိုလူတယောက်ကိုအကြောင်းမဲ့မျက်နှာကိုလက်သီးနဲ့ထိုးရင်ရွှေတင်းကားတစ်ပြားပေးရမယ်အဲ့ဒီတော့မင်းမကျေနပ်လို့ငါ့ကိုလာတိုင်တယ်ငါလူဖြစ်ပေမဲ့ငါတရားအတိုင်းပဲဆုံးဖြတ်မယ်တေချာနားထောင်ရွှေတင်းကားတစ်ပြားပေးပါမယ်ဆိုရင်မင်းကျေနပ်လားကျေနပ်တယ်ဟုတ်ပြီသူ့လိုမျက်စာပြပြလိုက်တယ်သွားယူသွားအဲ့ဒီပြလိုက်တဲ့မျက်စာထဲမှာပြန်မလာနဲ့ဆိုတဲ့အဓိပ္ပာယ်ပါပါတယ်ဒါနဲ့သူ့လူကထွက်သွားအောင်စောင့်နေအချိန်များစွာကြာတယ်ကုန်တယ်လွန်သွားတဲ့အထိစောင့်တော့မလာတဲ့ခါမှာဟိုလူကပြောပြီဘယ်နဲ့လဲခမားလူပြန်မလာဘူးအချိန်တွေကုန်လှပြီမင်းကိုအစောကြီးကပြောသားပဲရွှေတင်းကားတစ်ပြားပေးမယ်ဆိုရင်လို့မင်းကိုပြောသားပဲခုချက်ချင်းမင်းလက်ထဲကိုထည့်မှာမဟုတ်ဘူးလေဟာကန့်တတ်တော့ရှိရမှာပေါ့ဟောစောစီကမင်းမှမပြောတာကြီးတနေ့နေ့တော့ तू ပေးမှာပေါ့ကွာဩဒီလိုလားကောင်းပါပြီဆိုပြီးတော့တရားသူကြီးမျက်ခွက်ကိုအဲ့လူကပိတ်ထိုးပလိုက်တယ်ပြီးတော့မှဟိုလူလာပေးလိုက်မယ်တနေ့နေ့အဲ့ဒါကျွန်တော်ပေးရမယ်ရွှေတင်းကခမားယူလိုက်ဆိုပြီးတော့ပေးလိုက်ပါတယ်ကျွန်တော်တို့လူတွေလည်းအဲ့ဒီစာရဲအတိုင်းကြိုက်ရင်လည်းကြုံလာတဲ့အခါကြရင်ပေါ့ဗျာလောလောဆယ်မှာတော့ကျွန်တော်တို့တိုင်းပြည်မှာအများဆုံးကြုံနေရတာတွေကပြဿနာပေါင်းစုံရှိတဲ့အထက်ကပြုပြင်ပြောင်းလဲရမယ့်အရာတွေကျွန်တော်စကားဆက်သမျှတော့ပြောပါမယ်မြင်သမျှပြည်သူတယောက်အနေနဲ့အရင်ဆုံးအရေးကြီးတာ Watergate ပြဿနာအမေရိကန်မှာ Republican Party က Democratic Party ရဲ့လှုပ်ဝက်ချက်တွေကိုကြည့်ခဲ့တဲ့ Watergate အရေးတော်ပုံထက်ဆိုးတယ်တွေ့သမျှလမ်းတွေမှာဝလုံးလေးနဲ့တားပြီးတော့ပတ်စံတောင်းနေတဲ့ကိစ္စအလုံးမလုံးပဲနဲ့တထေးဖြစ်ချင်နေတဲ့လူတွေအကြောင်းကားဘိန်းကမလိမ့်ရသေးဘူးကျွန်တော်ရန်ကုန်ကနေလာတယ်မန္တလေးကိုတွေးလိုက်တဲ့ Watergate တွေနယ်တွေမှာလည်းဒီတိုင်းပဲဗျမြို့ကဝင်တော့လဲမြို့ဝင်ကြီးတော်ကြလဲဘိန်းကိုတော်ကမြို့ထွက်ကြီးတနေရာမှာများဆိုရင်စင်ဖြူကျွန်းဘက်မှာဆိုရင်လမ်းကဘယ်လောက်ဆိုးလဲဆိုရင်ခြိုင်ကြီးတွေအဲ့ဒီခြိုင်ကြီးတွေစင်းနေလို့ရီးသားနဲ့စကားပြောနေတာခြိုင်နေပြုတ်ကြသွားပြီပြန်တက်လာတော့ဟိုကကလေးတောင်ရသွားပြီအိမ်တောင်ကြတော့တော်တော်ကိုနှက်တဲ့ခြိုင်ကြီးတွေအဲ့ဒါနဲ့နောက်ဆုံးကားကမောင်းလို့မရဘူးနွားလဲလမ်းနေစင်းမောင်းတယ်အဲ့ဒီမှာဘာကိုတွေ့ရတယ်လဲဆိုတော့တင့်ကြောက်လမ်းမပြတ်ပါစေနေနဲ့ဗျာဘယ်နဲ့လဲပတ်စံလဲသူများတဲ့နှစ်ဆလောက်ပေးရတယ်ဘယ်တော့မှလည်းမပြင်ဘူးလူတွေကမောင်းလို့မရလို့နွားလဲလမ်းကနေစင်းမောင်းနေပါတော့တင့်ကြောက်လမ်းမပြတ်ပါစေနဲ့ထပ်တွေ့ပြန်တယ်တင့်ကြောက်မီးမလောင်ပါစေနဲ့ထပ်တွေ့ပြန်တယ်တင့်ကြောက်ပြည်တော်စုကြီးမပြိုကွဲပါစေနဲ့လားလာကြည်သေးတော့ဗျာတိုင်းသူပြည်သားတွေကပြည်တော်စုပြိုကွဲဖို့ဘလို့နီးနဲ့လုံမလဲစင်းအောင်မစင်းစားဘူးကိုစားဝင်နေရင်းနဲ့ကိုတကယ်ပြည်တော်စုပြိုကွဲဖို့ဘယ်သူတွေလှုပ်တယ်လဲဆိုတော့လူဆိုတဲ့တရားဝါဟာတရားမျှတမှုမရှိရင်အိမ်တအိမ်ပဲဖြစ်လမ်းတလမ်းဖြစ်ရက်ွက်တစ်ခုမြို့တစ်မြို့စိတ်ဝမ်းစကွဲတာပဲပြည်တော်စုတစ်ခုဟာမြေပုံထဲမှာမြေပုံကိုဒိုင်းနမိုင်းနဲ့ကွဲသလိုဒိုင်းကနေတစားစီကွဲသွားမှာတော့မဟုတ်ဘူးစိတ်ဓာတ်တွေပြိုကွဲသွားပြီစိတ်ဝမ်းတွေကွဲသွားပြီဆိုပြည်တော်စုပြိုကွဲဖို့စပြီအဲ့ဒါပြိုကွဲနေပြီကောင်းပြီဘယ်လိုအခြေအနေမျိုးမှာပြိုကွဲတယ်လဲအခွင့်ဒူးခံမှုတွေမတရားမှုတွေပေါ့တရားမျှတမှုမရှိရင်ပြည်တော်စုပြိုကွဲလိမ့်မယ်တရားမျှတမှုဆိုတာဘာလဲလေသမားဆိုတာဟာထမင်းတစ်မျိုးတည်းနဲ့အသက်ဆက်ရတာအဲ့ဒါကိုလေသမားတွေကိုတော့ထမင်းတစ်နပ်ပဲစားငါတို့အိမ်မှာတော့ထမင်းကျက်၄ယောက်ခန့်မယ်ဆိုရင်တော့မတရားဘူးတရားမျှတမှုရှိဘူးအိမ်တဲ့အိမ်မှာထမင်းကျက်၄ယောက်တယ်ဗျာဘာဟင်းနေများချက်ကြပါလဲမယုံမရှိပါနဲ့သတင်းစာပြန်ဖတ်ပါလွတ်တော်ထဲမှာပတ်စံတောင်းနေတာနော်အိမ်တဲ့အိမ်ကိုထမင်းချက်က၄ယောက်တော်ပြီလားလို့မေးတော့မတော်သေးဘူး
အိမ်ဘော်က4ယောက်တယ်ဗျပြီးပြီလားဆိုတော့မပြီးသေးဘူးခြံကိုစောင့်ရှောက်မှန်းသူတွေမာလီလို့ပေါ့4ယောက်တယ်ဗျတအိမ်ကို12ယောက်သူကဘာလဲဆိုတော့လက်ရှိဘာတာဝန်မှလည်းမရှိဘူးတဲ့ကဲအဲ့ဒီ12ယောက်စာကိုပြည်သူများစားမဲ့ဓမင်းလုတ်ကလေးတွေထားမဲ့ចောင်းစာအုပ်ဖိုးလူကြီးတွေစေးကူးမဲ့စေးဘိုးတွေကနေပေးတော်မူကြပါတဲ့လွတ်တော်တွေကိုတောင်းပါတယ်ဒေသမားတွေတော့ဓမင်းတနက်လျှော့စားလိုက်ပါအဲ့ဒီလိုမမျှတမှုမျိုးတရားမမျှတဘူးအဲ့ဒီလိုလုပ်ရက်တွေနဲ့ပြည်တော်သူကြီးပြိုကွဲအောင်လုပ်မဲ့သူဟာဘယ်သူလဲဆိုတာကိုယ့်ကိုစဉ်းစားပါသူများကိုလက်ညှိုးမထိုးပါနဲ့စိုင်းပုတ်တွေတင်ပြီးတော့ပြည်သူလူထုကိုမချင်းချောက်ပါနဲ့တင့်ကြောက်ပြည်တော်သူကြီးမပြိုကွဲပါစေနှင့်ဆိုပြီးတော့ဥအောင်တိုင်လိုက်တယ်ကလေးတွေလဲတဲ့ကလေးတွေသူများကိုထိုးပြီးတော့ငိုပြီးတော့သွားတိုင်တယ်လို့ဖြစ်နေတယ်တွေ့ပါသေးတယ်ကျွန်တော်လမ်းမှာစိုင်းပုတ်တွေအမိနိုင်ငံကိုချစ်မြတ်နိုးပါတယ်ဗျကဲသူပြောမှာပဲလူတွေကချစ်မြတ်နိုးတော့မယ်ဆိုတဲ့ရုပ်မျိုးနဲ့တိုင်းပြည်ကိုချစ်တယ်ဆိုရင်တိုင်းသူပြည်သားတွေရဲ့လွတ်လပ်ခွင့်ကိုပေးရပါမယ်တန်းတူညီမျှခြင်းကိုလေးစားရပါမယ်အခုပြောနေတဲ့ငြိမ်းချမ်းရေးအကြောင်းမှာအဲ့ဒီလောကပါဠတရား3ပါးအဲ့ဒီကလွတ်နေတဲ့ရိပ်ပြည်တော်စုကြီးလဲစိတ်မချပါဘူးနောက်တစ်ခါနိုင်ငံရေးကင်းရှင်းရမယ်ဆိုပြီးတော့ချင်းချောက်ပြန်ပါတယ်ဘယ်သူတွေနိုင်ငံရေးကင်းရမှာလဲပြောပါဝန်ထမ်းတွေနိုင်ငံရေးကင်းရမယ်ဟုတ်ပါပြီတတ်မတော်သားဆိုတာကဝန်ထမ်းမဟုတ်ဘူးလားမေးတဲ့အခါကျတော့ငါတို့ကြတော့မပါငါတို့ကြတော့လွတ်တော်တဲ့ဝင်ထိုင်မယ်ကဲလွတ်တော်တဲ့ဝင်တာနိုင်ငံရေးမဟုတ်ဘူးလားဆိုတော့ဖြေစရာမရှိဘူးနိုင်ငံရေးကင်းရမယ်ဆိုတာဟာပြန်စဉ်းစားကြည့်ပါကောသလအိမ်မဲ့16ချက်အဲ့ဒီထဲမှာဒါဘုရားတစောင်းတွေမှာဘုန်းကြီးကျောင်းတွေမှာပကြီကားတွေနဲ့တွေ့ပါလိမ့်မယ်မြင်းတကောင်ဟာခေါင်းနှလုံးနဲ့အစာခွက်နှစ်ခွက်ကစားနေတာ哦ဘာလဲဆိုတော့လာပြန်ပြီဒီတရားသူကြီးတွေဟာတရားခံဘက်ကကောတရားလူဘက်ကကောနှစ်ဖက်လုံးခွစားတာဆိုတာကိုဖော်ပြထားတယ်အဲ့ဒါဘုရားလက်ထက်ကလေးကဘုန်းကြီးကျောင်းတွေမှာရောဘုရားတွေမှာရောရှိတဲ့နိုင်ငံရေးပဲတရားသူကြီးလက်စားတာနှစ်ဖက်လုံးစားတာကိုဖော်ပြတာနိုင်ငံရေးမဟုတ်လို့ဘာဖြစ်ရမလဲကောသလအိမ်မဲ16ချက်မှာတော့နိုင်ငံရေးပါပါတယ်အားလုံးပြန်ကြည့်လိုက်ပါကင်းလို့မရပါဘူးကျွန်တော်တို့ဘလို့နည်းနဲ့မှကင်းလို့မရဘူးလူမှန်ရင်နိုင်ငံရေးကင်းလို့မရဘူးနိုင်ငံရေးကင်းရမယ်ဆိုပြီးထောက်ခံချက်တောင်းတယ်ဆိုရင်တော့လူမဟုတ်ပါဘူးလို့ကိုကြေညာခိုင်းတယ်လို့ဖြစ်နေပါတယ်ဘယ်သူမှမကင်းနိုင်ကြပါဘူးစဉ်းစားကြည့်ပါကျွန်တော်တို့စီကကြောက်စိမ့်နေယူသွားတယ်ဟိုဘက်ကနေပြီးတော့နှုတ်မှုန့်တွေပြန်ပေးတယ်အထဲထဲမှာစေရနာနဲ့မယ်လမင်းဓာတ်ပါတာလေးတွေပါထည့်ပေးလိုက်သေးတယ်ဘယ်နဲ့လဲအဲ့ဒီနှုတ်မှုန့်တွေမသိဘူးကျွန်တော်တို့ကလေးတွေကိုတိုက်မိတယ်အဲ့ဒါနိုင်ငံရေးဟာကလေးပါဇက်ထဲကိုဝင်သွားပြီအိမ်ပေါ်ကိုနိုင်ငံရေးတက်လာတာကျွန်တော်တို့စီကကျွန်းတစ်တွေတည်သွားတယ်သူတို့ဘက်ကအလုံး90တောက်ရင်တော့ခေါင်းကိုက်မပြောက်တဲ့ပါရာစီတမောတွေပြန်ပေးလိုက်တယ်။ကဲအဲ့ဒါတွေနိုင်ငံရေးအောက်မှာအကျုံးမဝင်လို့ဘယ်လိုလဲ။နောက်ဆုံးကျွန်တော်တို့စီကတရားဇာတာတွေ gas တွေယူသွားတယ်သူတို့စီကစီတဲကိုအနှံ့ပြောက်တာတွေရောမြေပဲအနှံ့တွေရောအကုန်ထည့်ရင်းနဲ့အဲ့ဒါအမတန်အန်တရယ်ကြီးတဲ့အစိတ်တောက်ပါတဲ့ဓာတုဗေဒသုံးထားတဲ့စီတွေပြန်ရောက်လာတယ်ဒီကိစ္စကနိုင်ငံရေးအောက်မှာပဲအမတန်အန်တရယ်ကြီးပါတယ်ကျွန်တော်တို့လူမျိုးတိတ်ဆန်းစစ်နိုင်တဲ့အနေအထားမှမရှိပါဘူးသုံးလိုက်ရတာပဲစီမံကြော်လို့ရတယ်ဆိုကြော်လိုက်ရတာပဲချက်လို့ရတယ်ဆိုချက်လိုက်ရတာပဲစမ်းစစ်လို့မရဘူးသူကသူကြက်ဥအတုဆိုပြီးတော့ပို့လို့ပို့နောက်ထပ်လဲကစားစရာတွေထဲမှာခဲစိတ်တင်တာတွေပါလို့ပါဒါတွေအားလုံးကနိုင်ငံရေးအောက်ကနေလာတာပါ
ဟိုမှာဂျပန်နိုင်ငံမှာကျွန်တော်တို့စီကနေပြီးတော့တတိယလိုပါပြုပြင်ပြောင်းလဲရမယ့်အရာတွေမှာမြန်မာပြည်မှာမိထားဌာနအရှုံးကြီးရှုံးတယ်ဘာဖြစ်လို့ရှုံးလဲဆိုတော့ပြည်သူတွေကလက်မှတ်ကြထားကမပေးကြဘူးလားဆိုတော့ပေးတယ်ဒါလည်းရှုံးနေတယ်ဘာကြောင့်ရှုံးလဲဆိုတော့လက်မှတ်စစ်တဲ့ပြည်သူနဲ့လက်မှတ်ကိုမပေးဘဲနဲ့ပတ်စံပဲယူပြီးတော့လှုပ်လာတဲ့အခါကျတော့ရှုံးတယ်အဲ့ဒီခါကျတော့ဂျပန်နိုင်ငံကိုသွားပြီးတော့လေ့လာတယ်ဘလို့ဒီကိစ္စရှင်းရမလဲဂျပန်ပြည်မှာအဲ့ဒီတကားအဝင်ကနေဘူတာအဝင်မှာ electronic စနစ်နဲ့လက်မှတ်ကိုကတ်လိုက်တာနဲ့တကားတစ်ချက်စီပွင့်သွားတယ်ပေါ့လက်မှတ်တစ်ဆောင်ကတ်ရင်လူတစ်ယောက်စာပွင့်သွားတယ်အဲ့ဒီလိုလုပ်တယ်ပြောတဲ့ခါကျတော့ကျွန်တော်တို့တိုင်းပြည်ကလေ့လာတဲ့လူတွေကဒီလိုဆိုရင်တော့နဲ့မရသေးဘူးရတယ်ကျွန်တော်တို့စီမှာအဲ့လိုတစ်ချက်နှိပ်လိုက်ပြီးလဲတဲ့အချိန်မှာနှစ်ယောက်ပူးပြီးဝင်သွားလို့ရှိရင်ဘယ်နဲ့လုံမလဲဂျပန်တွေကပြောတယ်မဟုတ်ပါဘူးဗျာခြီ၄ချောင်းသာဆိုလို့ရှိရင်လက်ကိုမခံဘူးလူကခြေနှချောင်းပဲရှိတယ်ခြေနှချောင်းသာပဲပွင့်မှာပါအဲ့ဒါဆိုရင်ဗမာစဉ်းစားတယ်တယောက်ကိုဂုံပိုးပြီးတော့ဝင်သွားရင်ဘယ်နဲ့လုံမလဲကဲဂျပန်လည်းအရှုံးပေးပါရောအဲ့လောက်တော့လဲကျွန်တော်တို့မစဉ်းစားဘူးဗျာတဲ့ကျွန်တော်တို့လူမျိုးတွေအဲ့လောက်ထိမလုပ်ပါဘူးတဲ့တကယ်တော့ဒီဟာတွေအားလုံးဟာအကုန်ပြတ်သွားတယ်ဆိုတာကိုပြတာပါပဲအပေါ်ကပြတ်တဲ့အခါမှာအောက်ကအကုန်လိုက်ပြတ်လာတဲ့အခါမှာပြဿနာဖြေရှင်းတဲ့နေရာစဉ်းစားတဲ့နေရာအစအကုန်အပြက်ကစပြီးတော့စဉ်းစားတာပေါ့ကန်းကုန်အောင်စဉ်းစားတဲ့နည်းတွေဖြစ်ကုန်အဓိကကကျွန်တော်တို့စီမှာနောက်ထပ်ပြောင်းလဲရမယ့်ကိစ္စကကိုယ့်အလုပ်ကိုမလုပ်တဲ့ကိစ္စကျွန်တော်တော်များလဲပြောပြီးပါပြီနားထောင်ပြီးရင်လည်းသိခံပါဒီကိစ္စမှမပြင်းရင်ကျွန်တော်တို့ဘာမှဆက်လို့မရလို့ပါခုနကကိုချင်းမရှိရပြောတယ်ကြားမှာပါကျောင်းဆရာမလေးတွေကိုဖောင်ကြီးတင်တန်းတက်ခိုင်းပြီးတော့တနတ်တွေပေးပြီးတော့တက်မှောက်ပြီးရင်မိချောင်းသွားကလေးတွေကိုအတတ်ပညာနဲ့အသိပညာနှစ်မျိုးကိုပဲပေးရမယ်လို့ကအဲ့မှာမှောက်ဝတ်တနက်ကင်ပြစ်ဆိုတဲ့အခါကျတော့အဲ့ဒီတင်တန်းနေဆင်းပြီးွားရင်တာဝန်ဆိုတဲ့လက်ပတ်အနည်းတွေပေးပြီးတော့ကျောင်းတွေမှာလုံခြုံရေးလုပ်ခိုင်းတယ်ကလေးတွေကိုပြန်ချောင်းခိုင်းတယ်စာသင်ရမယ့်သူကလိုက်ချောင်းနေတော့ကလေးကလည်းမကြည်ညိုတော့ဘူးဟုတ်ပြီဆရာမတွေကလုံခြုံရေးတာဝန်ယူရတယ်ရက်ကွက်ထဲကိုကြည့်လိုက်တော့ပြည်သူတွေကဘာလုပ်ရလဲဆိုတော့မိသားကလိုက်ကြင်ညာတဲ့အတိုင်းမိသားအလုပ်တွေကိုလုပ်ရတယ်မိကမိချိတ်ရေသဲအိမ်မှာထားရမယ်မထားရင်ဒီစဲဥပဒေရထိရောက်စွာရေးယူမယ်တဲ့ဒဏ်ငွေဘယ်လောက်မှန်းလဲမသိ3000လောက်ဆိုရင်လည်းအမြင်ကက်ကနဲ့ပေးလိုက်မယ်မလုပ်ဘူးဆိုလို့လည်းရသေးတယ်ထောင်ဒဏ်9ရက်ဆိုရင်လည်းဝင်လိုက်မယ်ဆိုရင်လည်းဟုတ်သေးတယ်အခုကတီစဲဥပဒေရထိရောက်စွာရေးယူမယ်ဆိုတော့ကောင်းကောင်းကြီးကြိုက်မယ်ဆိုတာမျိုးဖြစ်နေတယ်ဘယ်လောက်မှန်းမသိဘူးမသိတဲ့ခါကျတော့ရွက်လိုက်တယ်ဒီအချိုရည်ဘူးကုံဘီယာဘူးကုံလေးတွေကိုတချမ်းလိုက်ပြီးတော့ဖြန့်လိုက်ပြီးတော့မိခတ်ဆိုပြီးတော့အဲ့မှာပြလိုက်တယ်ပြီးရောတို့မိကြိတ်လိုက်တိုင်းပဲတန်ချောင်းလေးကွေးလိုက်တယ်တဲတဆုပ်လက်ထက်ထည့်လိုက်တယ်တဲအိတ်ရေတောက်ရည်နဲ့တစ်ခွက်ထည့်လိုက်တယ်ကျွတ်အိတ်ကလေးနဲ့ချိတ်ထားလိုက်တယ်ဖြစ်လာပြီဆိုဘာမှလှုပ်လို့မရဘူးဆိုတော့တိတိကြီးနဲ့ကိုပြည်သူကပြန်ရွဲ့တာအဲ့တော့မိသားကခိုင်းတယ်ပြည်သူကမိသားအလုပ်ကိုလုပ်ရတယ်အဲ့ဒီအရာမိသားတွေကိုရွှေအရာမိသားတွေကိုဘာခိုင်းလဲဆိုတော့အပြိုတွေအိပ်ရာထဲမှာလိုက်ပြီးတော့ခြံအောင်လိုက်လှန်ခိုင်းတယ်ကတော့ပါရဲ့တကယ်ပါဘာလုပ်တာလဲဆိုတော့အဲစရင်စစ်တာတယ်ဗျာအရာမိသားကိုအဲစရင်စစ်ခိုင်းတယ်မိသားလုပ်ရမယ့်အလုပ်ကိုပြည်သူတွေကလုပ်ရတယ်ကျောင်းဆရာမလေးတွေကိုလုံခြုံရေးတာဝန်ယူခိုင်းတယ်လုံခြုံရေးတာဝန်ယူရမယ့်တပ်မတော်ကအရာရှိကြီးတွေကတော့လွတ်တော်ထဲမှာမိမ့်ကြီးထိုင်ချလိုက်ပါတော့တယ်ပြီးပါပြီဟလားကို့အလုပ်ကိုမလုပ်တဲ့အတိုင်းပြည်များဗျာဒေါ်တကြီးစီရောက်မယ်လို့ထင်နေသေးတယ်ဒေါ်တကြီးဆိုတာတော့ရှေလုံးလို့ပြောတာအဲ့ဒါကြီးကြက်ရတာလည်းလွယ်တာတော့မဟုတ်ဘူးအေးချမ်းတာယာပြီးခင်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံဒေါ်တကြီးတ
တိတ်ရှည်လုံးလို့ဒေါ်သေးကြီးပဲမှတ်ထားလိုက်တယ်ကိုလို့ကိုမလို့ပဲနဲ့ဒေါ်သေးကြီးစီကိုသွားမယ်တဲ့ဂိုင်းဘယ်လိုရောက်မလဲဘယ်လိုရောက်မလဲဆိုတော့သူ့မှာလည်းမြေပုံအညွှန်းနဲ့တိုက်စားလို့ပါလို့ပါသေးတယ်ချက်ကြီးနဲ့သွားပါတယ်ဘာလဲချက်ကြီးဆိုတော့ကြည့်လိုက်တော့ကျွန်တော်တို့ကြိုက်တဲ့သတင်းစာကောက်ဖတ်လိုက်ချက်ကြီးမပါလို့မရဘူးစာအုပ်တွေကြည့်လိုက်ချက်ကြီးမပါလို့မရဘူးနောက်ဆုံးဗီဒီယိုအခွေငားကြည့်လဲချက်ကြီးမပါလို့မရဘူးခလေးပုံမြင်ခလေးကာတုံးလေးကြည့်လဲချက်ကြီးမပါလို့မရဘူးချက်ကြီးကဘယ်လောက်တောင်လဲဆိုတော့ချက်ကြီး12စုစုပေါင်းဘာရေးဥတီချက်ကြီး400ညာရေးဥတီချက်ကြီး400စုစုပေါင်း12ရက်ပြည်သူတွေယုံလားမယုံလားတော့မသိဘူးခလေးတွေကအခွေထိုးပြီးဆိုစပြီးတော့အဲ့ဒါရောကြော်ချလိုက်ပေါ့ပြီးတော့ပြည်သူတွေမယုံတာလားဆိုတော့သူတို့အိမ်မှာသူတို့အခွေတွေကြည့်မယ်ဆိုရင်ရောသူတို့ကိုယ်တိုင်အဲ့ဒီ12ရက်ကိုချက်ကြီး12ရက်ပြီးတဲ့အထိကြည့်မှာလားမေးကြည့်ပါဘယ်သူမှလည်းမကြည့်နိုင်ပါဘူးဒေါ်တေကြီးစီကိုသွားမယ်ဆိုပဲကို့အလုပ်ကိုမလုပ်တဲ့ကိစ္စကိုပြောနေရတာပါအားလုံးကြားဘူးပြီးသားကြောင်ရဲ့ခွေးရဲ့မြင်းရဲ့ရှိတော့ကြောင်ကိုမြင်းနဲ့ခွေးကမြူဆူတယ်လကားနေတခင်ကိုချွဲပြီးတော့နွားနို့တောက်တယ်ငကြော်စားတဲ့ကြောင်ဘာမှလည်းမလုပ်ဘူးဆိုတော့ကြောင်ကမဟုတ်ပါဘူးကွာငါလုပ်ရပါတယ်ငါကြွက်ခုတ်ရပါတယ်ကို့အလုပ်ကိုလုပ်ရပါတယ်ကြွက်ခုတ်တာလွယ်တာပေါ့ငါခုတ်မယ်ငါအဲ့ဒါဆိုကင်းဘူးသူစောက်မလဲမြင်းကသူစောက်မယ်တဲ့ဟာမနေ့ကျတော့လှဲဘူးသူဆွဲမလဲကြောင်ဆွဲတဲ့ကဲဒါဆိုရင်တဲ့လှုပ်ကြောင်ကပြောတယ်လှုပ်ကဲလှုပ်ကြည့်ဒီညလှုပ်ကြည့်ရမလားအစင်ပြေမနေ့ကျရင်ငါလဲဆွဲမယ်ကွာဆိုတော့ရတယ်တခိုးလာအောင်မြင်းကထားဟီတယ်ခွေးရမဟောင်းအိမ်ရှင်ကဆင်းလာတဲ့မြင်းကိုရိုက်တယ်ယူဘောဘောလှုပ်မနေနဲ့ကောင်းကောင်းအိတ်ဆိုမြင်းဖြစ်နေတော့လည်းရှင်းပြလို့မရဘူးတခိုးကကြိတ်ပြီးတော့ရီနေတယ်အိမ်ရှင်တက်သွားတယ်မြင်းကတခိုးကပြန်ထွက်လာတယ်မြင်းကပြန်ဟီရပြန်ပြီသူများအလုပ်သူလုပ်နေရပြီဟိုအိမ်ရှင်ကပြန်ဆင်းလာတယ်ခုနထက်ပြင်းတဲ့ကြိမ်လုံးကြီးယူလာပြီးတော့ချပြီးတော့ဖုံဖုံနဲ့ပြန်ရှင်းပြလို့လည်းမရဘူးတခိုးကသေအောင်ရည်နေပြီတခိုးကခိုးပေါ်တော်စိတ်ဝင်စားဘူးအဲ့ဒါကိုကြည့်ပြီးတော့ဒါကရည်ကျင်နေတာတခိုးကလည်းပြန်အိမ်ရှင်တက်သားလိုက်ပြန်ထွက်လာလိုက်မြင်းကဟီလိုက်အိမ်ရှင်ကဆင်းရိုက်လိုက်နောက်ဆုံးအိမ်ရှင်ကဒေါသအထွတ်ထိပ်ရောက်နေတဲ့ချိန်မှာနောက်ထပ်ကန်ဆိုးမဲ့သူကအိမ်ပေါ်မှာမိဖို့ကြောင့်တော့မှကြွက်ခုတ်နေတဲ့အကောင်ကို့လို့ကိုမလုပ်ဘူးကြွက်မခုတ်တာပဲခုတ်တော့ကြွက်တော့မရဘူးဟင်းအိုးတဲ့ခေါင်းဆိုင်သွားတာအဲဒီမှာဟင်းခိုးစားတယ်ဆိုပြီးတော့ဒေါသတွေအကုန်လုံးစုပြုံပြီးတော့ကြာတညလုံးအရှိုးရတွေထပ်အောင်ရိုက်ရတာနှစ်ကောင်လုံးကိုရိုက်ခံရတာမနေ့ကမှကြောင်ကပြောတယ်ဘယ်နဲ့လဲကြောင်အလုတ်ကြောင်လုတ်မြင်းအလုတ်မြင်းလုတ်ခွေးအလုတ်ခွေးလုတ်သဘောပေါက်ပြီလားကို့အလုတ်ကိုလုတ်ရုံနဲ့မကဘူးကို့နေရာလဲကိုနေရမယ်ကို့နေရာကိုနေရမယ်ဆိုတာကျောင်းထဲမှာတင်ချာတင်တဲ့ဆရာကဈေးထဲသွားပြီးတော့ကုံစုံဆိုင်နေရှေ့မှာရပ်ပြီးတော့အလုံးမတတ်ထစနစ်အလီတံပြိုင်ဆိုလို့မရပါဘူးအဲ့ဒီလိုပဲလက်နက်ကင်အဖွဲ့အစည်းတွေအားလုံးကိုမနေ့တိုင်းဩဝါဒပေးနေကြအမိန့်ပေးနေကြပခုံးပေါ်မှာပန်းကွေကြီးစနေမကင်ဒုံကြီးကလည်းအရက်ထဲလာပြီးတော့အမိန့်ပေးလို့မရပါဘူးကို့လို့ကို့နေရာကိုနေရပါမယ်ကို့နေမြေထဲမှာကိုအကြီးကဲလုပ်ပါနေချက်ဆိုတာတိုင်းတစ်ပါးကလာတဲ့မျက်နှာဖြူမှမဟုတ်ပါဘူးကို့နေရာကိုမနေဘဲနဲ့သူများနေရာကိုလာပြီးတော့ဗိုလ်ကြပြီဆိုရင်နေချက်ကြီးပါပဲအားလုံးကျွန်တော်တို့စီမှာကို့လို့ကိုမလို့ကို့နေရာကိုမနေတဲ့အတွက်ကြောင့်တော်တော်ကြာခဲ့ပါပြီဘယ်လောက်ကြာခဲ့ပြီလဲဆိုတော့ကျွန်တော်တသက်ပဲ60နှစ်အာနာသိမ့်ပြီးမှကျွန်တော်တို့မွေးတာဆိုတော့ကျွန်တော်တသက်တစ်ထောင်ကြာခဲ့ပါတယ်ခုနေ့ကတော့ဟိုဘက်မှာတော့ပြောခဲ့တယ်မီးပြတ်သွားတဲ့ကိစ္စကိုအလူခံဌာနမှာဖလားကြီးထဲမှာ9000တန်1000တန်1000တန်တွေကိုပြည့်မောက်နေဖလားကြီးကဘယ်လောက်ကြီးလဲဆိုတော့ဒီလောက်တော့လက်နှစ်ဖက်လောက်ကြီးတယ်ဖလားကြီးငွေတွေမဲဖွေးနေအောင်အဲ့ဒီမှာပြည့်နေတဲ့အချိန်မှာဗမာပြည်ရဲ့ထုံးစံတိုင်းကောင်းကန်းရောက်ပြီဆိုရင်သူကလှုပ်ချလိုက်တယ်မီးပြတ်သွားတဲ့ကမှဟေးဆိုတော့လန့်ဖြန့်ပြီးတော့မီးဆက်သွားနှိုးရတယ်ထုံးစံတိုင်းကြည့်လိုက်တော့ဖလားကြီးထဲမှာတဝက်လောက်ပဲကျန်တော့တယ်
လူတွေကိုကြည့်တော့လဲဗျာမသွားဘူးဟိုနားတနေ့ဒီနားနဲ့ပြုံးစီနဲ့အဲ့တော့ကောဘကလူကြီးတွေငယ်တဲ့ကိုသွေးတက်ဆောင်ပြီးဘယ်နဲ့လုပ်ပါမလဲလုပ်ကြပါအောင်ဆိုတော့တယောက်ကဒါကျွန်တော်ညံနဲ့စဉ်းစားမှရမယ်တယောက်ကတော်တော်ညံကြီးတဲ့လူဖြည့်ရှင်းပေးလိုက်တယ်အဲ့ပြဿနာကိုမိုက်ခရိုဖုန်းယူပြီးတော့ကဲအားလုံးမီးပြက်ရင်ဒီလိုပဲဖြစ်တတ်တယ်ဆိုတာသတိပေးတယ်ဆိုတာနားလည်ပါပြီဟုတ်ပါပြီကျွန်တော်တို့ညီကိုတွေရွှေညီကိုတွေဒီပတ်စံတွေတန်တရားပါတော့အောင်လဲဘယ်သူမှမယူဘူးဆိုတာကျွန်တော်ယုံပါတယ်တတိလည်းမဖြစ်ဘူးအဲ့ဒီတော့ကျွန်တော်တို့ကိုစုံမသတိပေးတဲ့နေရာမှာပျော်ပျော်ပါးပါးကြီးပေါ့ရည်စရာမောစရာအနေနဲ့အခုတို့လှုပ်လိုက်တာကိုနားလည်ပါပြီကျွန်တော်တို့ဂောဘကတွေလည်းနောက်ကိုဂယုစိုက်ပါမယ်သတိထားပါတော့မယ်အဲ့ဒီတော့အားလုံးပြန်ထည့်ကြမယ်လို့လည်းမျှော်လင့်ပါတယ်ဒီတိုင်းမီးလင်းဆိုရင်တော့ထည့်ရတာလည်းခက်မှာပေါ့ငါယူသွားတယ်ဆိုတာကြီးပေါ်သွားမယ်မီးပြန်ပိတ်ပေးမယ်အားလုံးပြန်လာပြီးတော့ထည့်လိုက်မယ်ပျော်ပျော်ပါးပါးပေါ့သဘောတူကြတယ်မဟုတ်လားတူပါတယ်စပြီးမီးမှိတ်လိုက်ပြီလူတွေရောက်လာတယ်လက်တွေရောက်လာတယ်မီးပြန်ဖွင့်မယ်တော့ရပြီတော့လက်တွေရှောင်အားလုံးဖယ်ရှောင်ပြီးပြီဖယ်ပြီးပြီဖွင့်လိုက်တော့ဖလားကြီးပါမရှိတော့ဘူးပြီးပြီဒါလဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာလည်းအနှစ်90လောက်မီးပြက်ခဲ့တာဖလားကြီးတွေကတဝက်ကျော်လောက်ကုန်သွားပါပြီနောက်ထပ်မီးပြက်ရင်တော့ဖလားကြီးပါသွားမယ်ဆိုတာသတိထားကြပါတော့မီးထပ်ပြက်လို့မရတော့ဘူးကျွန်တော်တို့ဘဝတွေဒီနေ့ပြောမယ့်ခေါင်းစဉ်ကသမိုင်းတွေကဇက်ဆောင်များခုနကဖလားကြီးတွေကဝိုင်းနှိပ်သွားလဲအမှန်တကယ်သမိုင်းတွေကဇက်ဆောင်တွေပဲသူတို့တွေကတော့အေးပေါ့စေမောကလည်းဟိန်းလာဟောက်လာလဲလှုပ်သွားသေးတယ်မိုးပေါ်ထောင်မပြစ်ဘူးတဲ့ပြစ်မယ်ဆိုပြီးတော့လဲချင်းချောက်သွားတဲ့လူလည်းပါတယ်လူအပ်တီများကိုလမ်းညွန်မှားစားသွားတဲ့လူတွေလည်းပါတယ်ဖျားစင်းသူကိုရွှေချတာခါမှတနတ်နဲ့ဖျားကိုမယုံတဲ့လူတွေလည်းပါတယ်အစုံပါပါတယ်သမိုင်းတွေကဇက်ဆောင်နေတယ်မှာအဓိကကတော့အမှုတွဲမှာအဲ့ဒါဦးစင်းရဲ့ရေးတဲ့လူတွေလိုက်ရေးပါဇက်စင်ရဲ့ညာဘက်တော့ကဦးစင်းကဦးလိုက်တဲလိုက်ရည်နေပါတယ်လို့ရေးပေးပါဘာလို့ဆိုကျွန်တော်တယောက်တည်းသွားမယ်ဆိုလဲပြင်းစရာကြီးကျွန်တော်တို့ကလည်းပါဇက်တွေမျက်စိတွေနားတွေအပိတ်ခံထားရတာကြာတဲ့အခါကျတော့အောင်လုံးကြီးတွေထွက်လာတာပေါ့အရင်တော့ကတော့ဘယ်ရမလဲဒါမျိုးကျွန်တော်တို့လာလို့နှုတ်ဆက်ရင်တော့အဲ့ဒီလူကိုလိုက်ပြီးတော့အနောက်ကနေလိုက်ပြီးတော့ချင်းချောက်တာဟုတ်ဟိုမှာ88တုန်းကကျွန်တော်တို့88နှစ်ပတ်လေပေါ့ကျွန်တော်တို့ပြန်ထွက်လာတော့ပထမအချိန်တွေလည်းနည်းနည်းများသွားတော့တိတ်မမှတ်မိတော့ဘူးတစ်ချိန်ပေါ့ဗျာတစ်ခါပေါ့ဗျာ2000ကျော်2006ခွန်လောက်ထင်ပါတယ်ကျွန်တော်တို့ပြက်ကလေးကကျွန်တော်အများအားပြောတယ်မှာလားသူများလို့စင်ကာပူပြက်ကလေးမဟုတ်ဘူးဆရာကြီးချက်ကုန်းညာကုန်းမောင်သားချိုရေးထားတဲ့ထဲမှာမိမကြီးတယောက်မိသားစုကဘာမေးစင်ကာပူပြက်ကလေးနဲ့ဘသူမင်္ဂလာဆောင်တော့ကျမတို့မလာပြစ်ဘူးအားနာလိုက်တာဘယ်တော့ဆောင်တာလဲဆိုနေအောင်သူမင်္ဂလာဆောင်တာကအကြီးမစင်ကာပူမသွားခင်2လအလုံးမှဆောင်တာအဖိုးလေးဆုံးသွားတော့မရောက်ခဲ့ဘူးနော်အဖိုးလေးဘယ်တော့ဆုံးတာလဲနေအောင်အဖိုးလေးဆုံးတာကနေအောင်အငယ်ကောင်စင်ကာပူကပြန်လာပြီးတော့3လအလုံးဆုံးတာဒါသူတို့ကစင်ကာပူပြက်ကလေးကျွန်တော်တို့ကြတော့အပြင်ထွက်လာတော့ကလေးလေးတွေကတန်းစီနေညီမတွေကမွေးထားတာဒါလေးကဘယ်တော့မှမွေးတာလဲကိုစစ်တွေထောင်မှာတော့မွေးတာနောက်တစ်ယောက်ကြည့်လိုက်တော့ဒါလေးကကိုကျိုင်းတုံထောင်မှာတော့မွေးတာကိုပြက်ကလေးနဲ့ကိုလှုပ်ရတာဟုတ်ရအဲ့တော့ဘယ်ထောင်မှတော့မသိတော့ဘူးဗျာပြန်လွတ်လာတော့ရှစ်လေးလုံးအရေးတော်ပုံလှုပ်တာဘယ်မှာလှုပ်လဲဆိုတော့6ထပ်ကြီးဖျားဝင်းထဲကဘုန်းကြီးကျောင်းတစ်ကျောင်းမှာလှုပ်တာလာတာပြည်သူတွေအများကြီးအားပေးလို့လာတာရှစ်လေးလုံးငါတို့နဲ့ဆိုင်နေအားပေးမယ်လာလဲလာရောကျွန်တော်တို့ကလည်းဝမ်းသာတာပြည်သူတွေလာပြီးတော့ပူပေါင်းပြီးရှစ်လေးလုံးကိုဒီလောက်ဒုံမိုးဓာမိုးခစ်ကြီးမှာပြည်သူတွေပူပေါင်းပြီးလာပြီးတော့ဝမ်းသာတာကြိုကြတာကျွန်တော်တို့နဲ့ပြည်သူတွေနဲ့ပူးကန်ပြီးပေါင်းကန်ပြီးကြတော့အလဲကောင်ကနေပြီးတော့ကိုရွှေအဲ့ဒီအဘစီကိုသတင်းပို့မဲ့လူတွေထွက်လာကြပြီးတော့ဓာတ်ပုံရိုက်တာဗျာပြည်သူတွေကိုကျွန်တော်တို့ပြည်သူတွေကလည်းတတ်တိပြလိုက်ပုံက
ပါလာတဲ့ရက်တောင်လေးတွေပန်းစည်းလေးတွေနဲ့မျက်နှာလေးတွေကွယ်ပြီးတော့ဖျားပေါ်တက်ပြေးသွားကြရောအကုန်လုံးဩအဲ့ဒီမှာသူတို့ဓာတ်ပုံကင်မရာနဲ့အဲ့လိုချင်းချောက်တာကျွန်တော်တို့စီကထောင်ထဲကအကြိမ်ကြိမ်ထွက်လာတဲ့ကျောင်းသူတွေကဒီလောက်တောင်အနိုင်ကျင့်အောင်ဟာဆိုပြီးတော့ကို့မှာရှိတဲ့ကင်မရာတွေယူပြီးတော့သူတို့မျက်နှာတွေကိုတဲ့တဲ့သွားရိုက်တော့မှသူတို့ခင်ဗျာနောက်စီကိုတောင်လက်နဲ့အုပ်ပြီးတော့ထွက်ပြေးတယ်ခိုင်းနောက်စီကိုတော့မှတ်မိမှာဆိုလို့သူချင်းချောက်တဲ့လက်နဲ့ပဲသူ့ကိုပြန်ချိန်တဲ့ခါကျတော့ပြေးလိုက်တာဗျာအခုတော့ကျွန်တော်တို့အခြေအနေကဓာတ်ပုံဆိုတာရုပ်သေးဓာတ်ပုံမကလို့ဒီမှာတယ်လီဗေးရှင်းရိုက်နေတယ်စုံလေကြီးနဲ့လှည့်နေတော့ကိုမျက်နှာမှာပါမှာဆိုလို့နောက်နေ့စလောင်းထဲမှာပါအောင်လို့ခေါင်းလေးတော့မော့ပြလိုက်သေးတယ်โอเคအချိန်လေးကောင်းသွားပြီကျွန်တော်တို့တတ်တိတွေရှိသွားပြီတမိုင်းတွေကဇက်ဆောင်တွေပြောပါမယ်ဆိုတော့ဒါလည်းတမိုင်းတွေကဇက်ဆောင်တွေပေါ့ဗျာအချိန်ကြရင်တမိုင်းဖြစ်သွားတဲ့ခါကျတော့ကျွန်တော်ပြောမှာကအားလုံးအမှန်တကယ်ကသိပြီးသားဥပေါင်းစင်းနဲ့မြင်းညိုရှင်ကြီးကနေစမှာပကံခစ်ကအားလုံးသိထားတဲ့အလောင်းစီသူမင်းကြီးလက်ညှိုးညွန်ရာဘီယာဖြစ်တဲ့အလောင်းစီသူမင်းကြီးဘယ်သူမှစောင်းပြောတာမဟုတ်ဘူးအသက်ကကြီးလာပြီပလင်မောကမစင်ဘူးဘယ်သူမှစောင်းမပြောဘူးနော်ကျွန်တော်တကယ်ကိုပလင်မောကမစင်ဘူးအားလုံးသိတဲ့အတိုင်းပဲအသက်ငယ်ငယ်နဲ့ရတော့အသက်30လောက်နဲ့3ပွင့်ဖြစ်နေတယ်အဲ့ဒီအသက်30လောက်3ပွင့်ကိုအသက်60ပင်စင်ယူကန်ဒီခေါင်းဖြူနေတဲ့အဖိုးကြီးကအဘလို့ခေါ်ရတယ်ကဲဘလို့ယဉ်ကျေးမှုကြီးလဲဗျာအခုလဲလာပြီအဘချုပ်ကြီးကပလင်မောကနေပြီးတော့ဒီလိုလက်ကိုမြှောက်လိုက်တော့အရေပြားကြီးတွေကတွဲကြနေတာအောက်ကလူတွေကရှည်ကြတယ်မူကြီးမှတ်ရတယ်ကြီးတော့ तू ကလည်းသိတယ်သူ့ကိုလှောင်ပြီးပေါ့အိုးပြီးဆိုပြီးတော့ဒါနဲ့ပြောပြီးနောက်နေ့ကျတော့မောင်မင်းတို့ဥပေါင်းစင်းနဲ့မြင်းညိုရှင်တရင်တောင်ချိန်မှာထကြွတောင်းကြနေတာမသိကြဘူးလားသွားနှိမ်နှင်းကြကန်ဆိုတော့မူကြီးမှရတယ်တယောက်မျက်နှာတယောက်ကြည့်တယ်တခါမှလည်းမကြားဘူးလှုပ်တော့လှုပ်လိုက်ပြန်ပြီမှန်ပါဗျာနှိမ်နှင်းမှမယ်သွားတယ်အညာဘက်ကြီးသွားတာမှဘယ်လိုလူတွေသွားလဲအတော်ဆုံးရဲမက်တွေသွားတယ်တိုက်ခတ်ရေးမှာအကောင်းဆုံးတတ်မှုတွေသွားတယ်ငယ်ရွယ်နှုတ်ပြပြီးတော့ဗလကောင်းအသက်ပုတ်ကောင်းဓာရည်လှန်ရေးကောင်းမြားပစ်ကောင်းအကုန်သွားကြတာဝိုင်းဖမ်းတာလာတယ်ဥပေါင်းစင်းနဲ့မြင်းညိုရှင်အဖိုးကြီးတယောက်ခါလေးကုန်းကုန်းလေးနဲ့အဲ့ဒီခါကုန်းကုန်းနဲ့အဖိုးကြီးတယောက်ကိုတာမာထွားချိုင်းနဲ့စစ်တီတော်တွေရဲမက်တွေတတ်မှုတွေအတော်ဆုံးလူတွေကတယောက်မှမနိုင်ဘူးတဲ့ဗျာဂိုင်းငငယ်တော့အဲ့ဒါကိုတင်ရတော့ဖမ်းရတော့အဟုတ်မှတ်လို့တကယ်ဟုတ်အမလေးကြောက်ပါပြီဗျာအပါလေးသေးပါပြီဗျာဆိုပြီးတော့ပက်လက်လန်ကြပြုတ်ကြကြတယ်အဖိုးကြီးကရွယ်နိုင်နေတာတဲ့ကျွန်တော်တနေရာရောက်တဲ့အခါကျမှသိတယ်အဲ့ဒါကြီးကဖွက်ထားလို့လည်းမရပါဘူးတစ်သက်လုံးလည်းဘယ်နေရာနေခဲ့ရဆိုတာသိနေတာပဲဟာကြီးထားလိုက်တော့အုံနိုင်ရအမြင့်ကြီးထဲမှာနေရတော့တနက်ဖောက်လို့ဒိုင်းတိုင်းဆိုတညလုံးရုတ်တရက်ဆိုတော့လန့်သွားတယ်ထောင်ဝင်စီးပြီလားလို့မဟုတ်ဘူးအပြင်မှာကဲနေကြတာဘလူတွေနဲ့ဆိုတော့ကောက်ရိုက်မဲ့လူတွေနောက်နေကြတော့ဌာနဆိုင်ရာငှားထားတာ professional ကြေးစားကောက်သမားတွေကိုယူနီဖောင်းဝတ်ပေးပြီးတော့ယာထူးပေးပြီးတော့အပွင့်နေပေးပြီးတော့ငှားထားတာကောက်ရိုက်ပြိုင်မလို့ဝန်ကြီးဌာနပေါင်းစုံကောက်ရိုက်ပြိုင်ပွဲသူတို့ကိုဩဝါဒပေးတယ်မင်းတို့ငါတို့အခကြေးငွေတွေနဲ့လာစာတွေနဲ့ယာထူးတွေပေးပြီးတော့ငှားထားတာမင်းတို့စုရအောင်ရိုက်ရမယ်ဟုတ်ကဲ့ဗျမင်းတို့ဘယ်စုကိုရိုက်ရမလဲဆိုတာရအောင်ရိုက်ရမလဲသိလားသိပါတယ်ဗျပထမစုကြီးပါကောင်းခါပြတယ်ဒုတိယစုကိုရအောင်ရိုက်ရမယ်ကြည်စမ်းအလုံးအံ့ဩသွားတယ်ဆက်ပြောလိုက်တယ်ရှင်းသွားအောင်ပထမစုကြီးရတော့ကွာသိတဲ့အတိုင်းပေါ့ဝန်ကြီးဌာနတစ်ခုနာမည်ကိုပြောပါတယ်ကျွန်တော်မေ့သွားပြီကာကြီးနှလုံးနဲ့စတဲ့ဝန်ကြီးဌာနရလိမ့်မယ်တဲ့ကြိုပြီးတော့ပြောသွားတယ်တခြားဌာနတွေမှာလည်းဒီလိုပဲဩဝါဒပေးပါတယ်အဲ့တော့ဘလို့ရိုက်ကြတယ်လဲတော့မသိပါဘူးကြက်တောင်တို့ဗော်လီဘောတို့လို့ဆိုရင်ဖိုင်နယ်ရအောင်ရိုက်ဖိုင်နယ်ကြမှာအရှုံးပေးအဲ့ဒါဆိုရင်တော့ရှင်းသေးတယ်အခုကအများကြီးဝိုင်းပြန်ရတာဟာဘလို့လုပ်ပြီးဒုတိယစုကိုလူကြလဲကျွန်တော်မသိပါဘူးဗမာပြည်မှာတကယ်ဖြစ်တာပါကြိုတင်ဟောထားတဲ့အတိုင်းပဲအဲ့ဒီဝန်ကြီးဌာနကပထမစုကြီးကိုမမျော်လင့်စွာနဲ့ပဲရရှိသွားပါတယ်ကဲခုနကဥပေါင်းစင်းနဲ့မြင်းညိုရှင်ကြီးကိုကျွန်တော်သွားတတိရလိုက်တယ်လာလက်ဆက်တတ်တော့နောက်နေ့မနေ့ကျတော့မင်းကြီးများဘုရားတရင်တောင်ကြီးကဥပေါင်းစင်းနဲ့မြင်းညိုရှင်ကိုမင်းတို့မိကြပြီလားတတ်တောင်တာဘူထုနဲ့လူစုပြီးတော့ဖမ်းတာမိကြပြီလားအောက်ကကြည့်လိုက်တယ်ဘယင်ကိုမော့ကြည့်လိုက်တယ်သူ့တဲ့လေလို့လွတ်တော်တဲ့ရောက်နေတာပဲမှန်လားပါဖုံးတော်ကြောင့်
ဘာပြောဖုံးတော်ကြောင့်ပါရတယ်မှန်လားပါဖုံးတော်ကြောင့်ဒါဟာလူသားစင်စင်မဟုတ်တန်ပါဘူးတကယ့်ကိုနတ်စစ်တီဖြစ်ပါလိမ့်မယ်ဖရာဘလို့မှဖမ်းလို့မရပါဘူးစစ်တီတွေများစွာနဲ့ဖမ်းတာအဲ့တော့မှပလင်မောကလူကြီးကသူ့ကိုယ်သူကျေနပ်ပြီးတော့ငါမအိုသေးဆိုတော့လက်ယုံစံတန်းလိုက်ပါတယ်တမိုင်းတွေကဇက်ဆောင်ကျွန်တော်တို့စီမှာအဲ့ဒီငါမအိုသေးတွေရတယ်တော်တော်များတယ်အောက်ကလည်းမှန်လားပါဖုံးတော်ကြောင့်နေရတယ်တော်တော်များနေသေးတဲ့အတွက်ကြောင့်တိုင်းပြည်လိုရင်းမရောက်သေးပါဘူးဒေါ်တိကြီးစီကိုမရောက်နိုင်တဲ့အချက်တွေထဲမှာအဲ့ဒီအချက်တွေလည်းပါပါတယ်နောက်ကျွန်တော်တို့အဲ့ဒီတမိုင်းတွေကတွေ့လာတဲ့ဇက်ဆောင်တွေကျွန်တော်ကြည့်နေတယ်ဒီရာဇာဒရစ်အရေးတော်ပုံဖတ်တဲ့အခါမှာမတ်တန်လုံကနေပြီးတော့တတ်မှုသူကနေပြီးတော့သူ့အရှင်ကိုထိတ်လန့်သွားအောင်ကြည်စဲလိုက်တာသူ့အရှင်ရဲ့ရန်သူကိုမကြိုင်းရဲ့ခေါင်းကိုဖြတ်ပြီးတော့သူ့ဘယင်ရာဇာဒရစ်စီကိုခေါင်းပြတ်ကြီးကိုလှိမ့်ပေးလိုက်တာဘယင်လန့်သွားတယ်ဒါပေမဲ့ရာဇာအိမ်တွေပြတ်သွားတယ်မှတ်ထားတယ်မင်းငါ့ကိုလန့်အောင်လုပ်ပေါ့ကွာအရေးကြီးတဲ့ရန်သူကိုရတော့ပျော်သွားတယ်သူ့ကိုပြန်ပြီးတော့လန့်အောင်ပြန်လုပ်တယ်အရက်မူးအောင်တိုက်ပြီးတော့ဘရင်နန်းတော်အိတ်ခမ်းနဲ့တူတဲ့အခန်းထဲကိုပြစ်ထည့်ထားတယ်လန့်နိုးတော့သူဘေးနားမှာလည်းမိန်းမတယောက်နဲ့မိဖုရားဝတ်စုံနဲ့လန့်သွားတယ်သူမူးပြီးတော့ဘရင်မိဖုရားအဆောင်နဲ့ဝင်အိတ်မိပြီးထင်ပြီးတော့လန့်သွားတယ်ပြီးတော့မှမဟုတ်ဘူးမင်းကိုလကွန်းအိမ်ပွဲနဲ့တက်ကလားမြို့စားရွာယာဓုကိုပေးတယ်အဲ့လိုအပြန်အလှန်လှုပ်လာတယ်ကဲနောက်ဆုံးကြတော့တိုက်ပွဲပေါင်းများစွာတိုက်ရင်နဲ့အရေးကြီးဆုံးအပြင်းထန်ဆုံးတိုက်ပွဲကိုတိုက်ရမယ့်အချိန်ကြတော့သူမထတော့ဘူးအဲ့ရတဲ့ကနေပြီးတော့ဟိုမှာစစ်တီတွေကတတ်ထွက်မလို့စစ်တဘိုးစစ်ခရာတွေမှုန့်နေပြီတိုက်လှေကြီးတွေကအသင့်ပြင်နေပြီရွက်တွေလွှင့်ပြီးတော့တတ်ထွက်တော့မယ်တပ်မှုတွေအားလုံးစုံပြီစစ်ကြောင်းကြီးထွက်တော့မယ်ဆိုတဲ့အချိန်မှာတပ်မှုလကွန်းအိမ်မထဘူးအဲ့ရတဲ့သွားနှိုးတယ်မလိုက်ဘူးတဲ့ဘာဖြစ်လို့လဲငါလိုက်လို့အလကားပဲဘာဖြစ်လို့လဲပြောမပြောဘူးမရဘူးပြောရမယ်နောက်ဆုံးကြတော့ပြောလိုက်တယ်နင်တို့ဘယင်ကိုပြောလိုက်သူ့မိဖုရားကိုငါယူမယ်အဲ့ဒါသဘောတူလို့ရှိရင်လိုက်မယ်ဘယ်မိဖုရားလဲဘယင်ဆိုတော့ဟုတ်တယ်ဘယ်မိဖုရားလဲမေးရတာပေါ့ဘယ်မိဖုရားလဲဆိုတော့တခါတော့ကစစ်ပွဲအောင်နိုင်တော့ကအဲ့ဒီမိဖုရားကိုသူရဲကောင်းတွေကိုဂုံပြုတ်လို့ဆိုပြီးတော့ကွန်းရာတွေလိုက်ကျွေးတဲ့မိဖုရားကိုငါအနိကဖူးမြင်လိုက်ရတယ်ငါဆွဲလန်းသွားပြီရမှဖြစ်မယ်ငါ့ကိုပေးရင်ငါစစ်တိုက်မယ်မပေးရင်မတိုက်ဘူးမင်းကိုတတ်လိုက်မယ်အမိန်ဖိဆိုင်တတ်ပါစေလေစစ်ပွဲမှာလည်းသေရမှာပဲဘာထူးလဲအပင်ပန်းခံပြီးတော့ဘယ်သွားမလဲသေရင်ဒီမှာသေမှာပေါ့မင်းတော့ခက်ပြီကွာသွားပြောဒီတိုင်းပြောမတတ်တာတဲ့အစုံပြောရတယ်ပြောတော့ရာဇာတွေဘယ်လောက်စိတ်ဆိုးမလဲဆိုတာစဉ်းစားကြည့်စိတ်ဆိုးတာမှဒီကောင်တတ်ချင်တာဒါပေမဲ့ तू ကပြောပါတယ်ငါဟာသူရဲကောင်းကိုချစ်တဲ့ဘယင်ဖြစ်တယ်တဲ့ဒါကြောင့်မိဖုရားဆိုတာအစားထိုးလို့ရသေးတယ်တဲ့သူရဲကောင်းမတ်တော်လုံခေါ်လကွန်းအိမ်လိုသူရဲကောင်းမျိုးငါအစားမထိုးနိုင်ဘူး။ကဲဒါတော့တောင်ဖြစ်တာသူရဲကောင်းချစ်တဲ့ဘယင်ဖြစ်မှန်းသိအောင်မိဖုရားကိုပေးလိုက်တဲ့အဲ့ဒီမှာမိဖုရားရှက်လုံးလို့ငိုလိုက်တာအင်ပါယာတစ်ခုလုံးရဲ့ဘယင်ဧကရစ်ရဲ့မိဖုရားဘဝနေပြီးတော့ဒီလိုစစ်သူရဲကောင်းတတ်မှုတယောက်ရဲ့ကတော့ဖြစ်ရမယ်ဆိုတော့မိဖုရားကငိုလိုက်တာဝမ်းနေလုံးတော့မရဘူးအဲ့ဒါယူတိမ့်ကျုံပြီးတော့တင်ပြီးတော့ဝေါ်ဘော်တင်ပြီးတော့ခေါ်သွားတယ်ဟိုကြတော့ချတော့မိဖုရားအောင်ငိုတဲ့ခါလက်ကွင်းအင်ကြည့်ပြီးတော့မငိုပါနဲ့တကယ်လိုချင်လို့ပြောတာမဟုတ်ပါဘူးဘယင်ငါ့ကိုချစ်သလားမချစ်သလားဆိုတော့သိချင်လို့သူငါ့ကိုတကယ်တန်ဖိုးထားတဲ့ဆိုတာသိရလို့ငါဝမ်းသာပြီဒီစစ်ပွဲကိုသိချင်းသိပါစေတော့ငါသွားတိုက်တော့မယ်သူတို့ပြောချင်တာတော့အရှင်နဲ့သခင်နဲ့တစ္ဆာရှိတဲ့အကြောင်းကိုပြနေတာသူရဲကောင်းကိုချစ်တဲ့ဘယင်နဲ့ကျွန်တော်တွေးမိတာကတခြားဘာနဲ့ပါဆက်တွေးလဲဆိုတော့အဲ့ဒီဂျာသာဒရစ်ကဘယင်မင်းကောင်နဲ့တိုက်ကြတာမင်းကောင်နဲ့ဂျာသာဒရစ်နဲ့တိုက်ရင်းနဲ့အခြေအနေမကောင်းရင်သမီးကိုထိုးပေးလိုက်တယ်ရောက်ကမှတော်လိုက်တယ်နောက်တစ်ယောက်ကလည်းတိုက်နောက်တစ်ခါကြာတော့ပြန်တိုက်ကြပြန်အောင်အခြေအနေမကောင်းပြန်ရင်နှမကိုပေးလိုက်ပြန်အောင်နှစ်ယောက်တော်ဆနေပုံစဉ်းစားကြည့်ဘလို့တော်မလဲဆိုတော့ရောက်ခမနဲ့တမက်လည်းတော်တယ်သမီးရောက်ဖလည်းတော်တယ်စစ်ဘယင်နေဟမ်အဲ့ဒီရှင်စောပုကိုပေးလိုက်တဲ့အခါမှာကျွန်တော်ခုနကမိဖုရားနာမည်မှားရင်မှားမယ်ပေါ့ဒါလည်းမေတော်ထင်ပါတယ်မှားရင်မှားနိုင်ပါတယ်အဲ့ဒီ
ဒီမိဖုရားရဲ့ခံစားချက်ကိုကျွန်တော်စဉ်းစားမိသွားတာရှင်စောပုဟာသူ့ငယ်ချင်းနဲ့သူခဏပဲပေါင်းလိုက်ရတယ်ပြီးတဲ့အခါဆုံးသွားတဲ့အခါမှာမုတ်ဆိုးမလေးငယ်ငယ်ရွယ်လေးလှလှပပလေးနဲ့အဲ့ဒီအချိန်မှာသူ့အကိုကစစ်မှာအရေးနေတဲ့ကမင်းကောင်စီကိုထိုးပေးလိုက်တာကြည်သားယောက်ျားနှစ်ယောက်စစ်တူရင်ကစားတာနှမပေးကြီးပြန်စဉ်းစားကြည့်တော့လူတစ်ယောက်ရဲ့ဘဝကိုအယုတ်တယုတ်လိုတောင်တန်ဖိုးမထားပဲနဲ့ယောက်ျားသားကြီးတွေစစ်တိုက်နေရတဲ့အထဲမှာသူတို့ရဲ့စစ်အဆုံးအဖြတ်တွေမှာမိန်းမသားတွေရဲ့ဘဝတစ်ခုလုံးခန္ဓာကိုယ်တစ်ခုလုံးအတိတ်ပဲတစ်ခုလုံးကထိုးကျွေးခံရတယ်ဘလို့ယောက်ျားတွေလဲတမိုင်းမှာတော့ရာဇဝင်မှာတော့ပြနေတာသူရဲကောင်းတွေစစ်တီတွေယေရှုရှင်ကြီးတွေပေါ့စဉ်းစားကြည့်တဲ့အခါမှာမိန်းမသားတွေကိုတန်ဖိုးမထားဘဲနဲ့လူလို့တော့တတ်မှတ်ပုံမရဘူးကိုစစ်ပွဲရဲ့အဆုံးအဖြတ်တွေစစ်တူရင်ပေါ်ကကြားကွက်ကစားရင်းနဲ့နေရုပ်တွေထိုးကျွေးသလိုအမျိုးသမီးတွေကိုထိုးကျွေးတာရှင်စောပုဆိုရင်ပို့တဲ့အခါမှာအင်းဝါကိုပုတ်ခါတဲ့အခါမှာသူတခါမှမမြင်ဘူးမကြားဘူးတဲ့သူတယောက်ရဲ့မယားအဖြစ်နဲ့အပုတ်ခံရတာဘယ်နဲ့လဲအခုတရုတ်ပြည်ကိုကျွန်တော်တို့စီကတိုင်းရင်းသူလေးတွေအလုတ်လုံမယ်ဟောစားတောက်ဆိုင်မှာလုံမယ်အလှပြင်ဆိုင်မှာလုံမယ်ဆိုပြီးခေါ်သွားဟိုဘက်ကန်းရောက်တဲ့အခါကျမှအိမ်တအိမ်ကိုခေါ်သွားတကားပိတ်လိုက်ပြီးတော့ကိုမမြင်ဘူးမသိဘူးတဲ့ယောက်ျားတယောက်ရဲ့မယားအဖြစ်ရောင်းစားခံရတာနဲ့ဘာထူးလဲတမိုင်းနဲ့ဇက်ကောင်တွေကအတူတူပါပဲအတူတူပါပဲမိမိသဘောမတူပဲနဲ့ယောက်ျားတယောက်ရဲ့ဇနီးမယားအဖြစ်ကိုရောက်ရတယ်လမ်းမှာအင်းဝကိုမရောက်ခင်လာကြိုတာမိုးညင်းစားတတိုးအဲ့ဒီမိုးညင်းစားတတိုးကအဲ့ဒီကလေးကရှင်စောပုကိုသဘောကျနေတာကြိုက်နေတာဒါပေမဲ့သူဟာမိုးညင်းစားပဲဖြစ်တဲ့အတွက်သူ့ဘယင်စီကိုခေါ်သွားရတယ်ဘယင်မင်းကောင်ဆုံးသွားပြီးတဲ့အခါမှာမိုးညင်းစားနဲ့တခါလက်ဆက်ရပြန်တယ်ဒီရှင်စောပုဟာဒီအပြင်မကနောက်ထပ်ရင်ခွင်ပိုက်ကလေးလေးကဘယင်ဖြစ်တဲ့အခါမှာအဲ့ဒီကလေးလေးရဲ့မိဖုရားအထပ်ဖြစ်ရပြန်တယ်စဉ်းစားကြည့်တော့ဒီရာဇဝင်ထဲမှာတမိုင်းထဲမှာမိန်းမသားတွေဟာယောက်ျားတွေစစ်တိုက်နေတဲ့ရက်လက်တွေပေါ်မှာဘဝတစ်ခုလုံးပေးရတယ်နောက်ဆုံးထွက်ပြေးလာတော့မှလီဇာသိန်းတာမသိန်းနိုင်မဲနဲ့ပြန်ကြည့်ပါနရတိဟပတိပကံကနေအောက်ကိုထွက်ပြေးရတော့နဲ့ဒီတိုင်းပဲတရုတ်တပ်တွေလာပြီဆိုတဲ့အခါဖောင်မဆန့်တဲ့အခါမှာအောက်ပြည်ကိုစုံပြေးမှာသူ့ရဲ့မောင်းမတွေကိုရေမာနှစ်တက်ဖို့အမိန့်ပေးပါတယ်ကြည်စမ်းသူများယူမှာစိုးလို့ဆိုပြီးတော့အဲ့ဒီမှာမင်းချင်းတွေဝိုင်းပြီးတော့မနေတောင်းမှမလုပ်ပါနဲ့အဲ့လိုတော့ရေမာမတက်ပါနဲ့အပြစ်မရှိတဲ့မောင်းမတွေကိုဘယ်နဲ့လုပ်မလဲကွာမလုပ်ပါနဲ့သူတို့တွေကဲတင်မမယ်မနေတောင်းမှယူရတယ်ပဒေတည်းနောက်ဇက်ကောင်တွေကိုကြည့်ပါဦးအဲ့ဒီရာဇာရစ်အရေးတော်ပုံအင်းဝနဲ့ဟန်တာပရိစစ်ပွဲမှာပဲမင်းကောင်ရဲ့ညီမင်းဆွေကဒတ္တဂီရိဇတ်တော်ရဲ့အတိုင်းယာမဇတ်တဲ့အတိုင်းဖြစ်လာတာအကိုကိုပုံကံပြီးတော့ရန်သူနဲ့လာပေါင်းတယ်ဒတ္တဂီရိရဲ့ညီတော်ဘိဗိသနာကယာမနဲ့လာပေါင်းတဲ့အတိုင်းပါပဲပေါင်းပြီးတော့သူ့အကိုနန်းချသူနန်းတက်မယ်ပေါ့မင်းဆွေကကောင်းပြီရာဇာဒရစ်ဘက်ကလည်းမင်းကောင်ပြုတ်ရင်ပြီးရောအတိကကိုအင်းဝတ်ရဲ့အားနေချက်အာတာချက်စစ်ဗျူဟာတွေကိုမင်းဆွေကပြောပြတဲ့အခါမှာအောက်ပြည်ကဟန်တာဝရိတပ်တွေကဝိုင်းမိသွားပြီအသာစီးရသွားပြီလူရင်းပြောရရင်ဘယင်မင်းကောင်ရဲ့စင်ရှိတဲ့နေရာကိုဟန်တာဝရိတပ်တွေကဝိုင်းမိသွားပြီဝိုင်းမိသွားလို့ပိတ်မိနေတဲ့အချိန်မှာကျမှမင်းဆွေဟာရုတ်တရက်ထပြီးတော့អော်လိုက်တယ်သူ့အကိုယူနေလားတဲ့အဲ့ဒီထီးပြူကြီးခုတ်ချလိုက်လေတဲ့ဟောရာဇာဒရစ်ရဲ့တပ်တွေကမင်းကောင်ရှိတဲ့နေရာကိုထီးပြူကြီးကိုကြည့်ပြီးတော့ဝိုင်းတာနောက်ဆုံးဝိုင်းမိသွားတာဟုတ်ဘယင်ကထီးပြူကြီးနဲ့ဟုတ်သူဒီအာနာကိုလိုချင်လို့ပဲဒီလိုရန်သူနဲ့လာပေါင်းတာဒါပေမဲ့နောက်ဆုံးအချိန်မှာသူ့ရဲ့သွေးကစကားပြောတယ်မှတ်ပါတယ်သူ့ရဲ့ညီရင်းအကိုဖြစ်တဲ့အခါမှာသူလှုပ်ခနဲ့អော်လိုက်မိတယ်အဲ့ဒီမှာအကိုလှုပ်တဲ့လူကလည်းတတိယသွားပြီးတော့အဲ့ထီးပြူကြီးကိုခုတ်ချလိုက်တဲ့အခါကျတော့စင်တွေရောသွားတယ်တိုက်စင်တွေရောသွားတဲ့အခါကျတော့သူ့ကိုထီးထီးကြီးကြည့်လို့မရဘူးမျက်ခြေပြတ်သွားပြီးတော့အသက်ရံကလွတ်သွားတယ်
ဟုတ်ပြီအမတန်ရှားပါတဲ့ဖြစ်ရက်ဘာဖြစ်လို့လဲသမိုင်းတစ်လျှောက်လုံးမှာခုနကအလောင်းစီသူကြီးကိုကြည့်ပါအသက်ကြီးပြီငါမအိုသေးဆိုပြီးတော့ပလင်မောကဘယ်တော့အခါမှမစင်းဆိုတဲ့အခါရွေးကောက်ပွဲလည်းမရှိပြည်သူဆန္ဒနဲ့လည်းဖြုတ်ချလို့မရတဲ့အဆုံးမှာသူ့ရဲ့သားအရင်ခောက်ခောက်နရသူကသူ့ရဲ့အဖေအရင်ကိုကြာလို့ဆိုပြီးတော့ခေါင်းအုံးကြီးနဲ့ဖိတတ်လိုက်ပါတယ်ပရိသေစနစ်ဆိုတာသားအဖချင်းလည်းတတ်တယ်ညီအကိုချင်းလည်းတတ်တယ်ပရိသေဆိုတာအာဏာရှင်ပေါ့အာဏာရှင်ဆိုတာဒီမိုကရေစီမဟုတ်ဘူးပေါ့ဒါပဲပေါ့နှစ်မျိုးတည်းရှိတာပေါ့အာဏာရှင်နဲ့ဒီမိုကရေစီအခုကြည့်ပါထူးထူးခြားခြားကုန်းမောင်တစ်ခေတ်လုံးမှာညီရင်းအကိုတွေတတ်တယ်တူနဲ့ဝရီးနဲ့တတ်တယ်အဖေနဲ့သားနဲ့တတ်တယ်အမသမိုင်းတစ်ခုလုံးမှာတတ်ကြတာပဲအာဏာအတွက်မသေးမချင်းမစင်းဘူးဆိုတဲ့ကိစ္စကြတော့အကုန်လှုပ်ကြတာပေါ့ဒီမှာထူးထူးခြားခြားတွေ့ရတာရုတ်တရက်သွေးကစကားပြောပြီးတော့သူ့ရဲ့အကိုကိုအသက်ဘေးစိုးရိမ်ပြီးတော့လွတ်ရလွတ်ကြောင်းလှမ်းអော်မိလိုက်တယ်နောက်တစ်ယောက်ကျွန်တော်တွေ့ဘူးတာကခင်ဦးစားလက်ရပြန်ချီဦးချစ်ညိုကျွန်တော်တို့ကိုတင်တော့ငချစ်ညိုဆိုပြီးတော့တင်တယ်ကျွန်တော်မခေါ်ရက်လို့ပါဘာကြောင့်လဲဆိုတော့အလောင်းမင်းတရားဖြစ်လာမဲ့ဥအောင်စရာနဲ့နောက်ဆုံးဘိုလ်လူရတာပါရွှေဘိုသားဥအောင်စရာနဲ့တိုက်ကြတဲ့အခါမှာဟိုကခင်ဦးစားလက်ရပြန်ချီဦးချစ်ညိုပါအရေးကြီးဆုံးတိုက်ပွဲမှာဥအောင်စရာကိုသူအသာစီးရသွားတဲ့အချိန်သူလက်စတုံးလိုက်ရင်ရပြီဆိုတဲ့အချိန်မှာသူ့ညီရဲ့အော်တန်ကိုနောက်ကကြားတဲ့ခါမှာသူစိုးရိမ်ပြီးတော့သူ့ညီကိုလှည့်ကြည့်လိုက်တယ်သူ့ညီကိုအကူပေးဖို့သူအာယုံပြောင်းသွားတဲ့အချိန်မှာဥအောင်စရာကသူ့ကိုလက်ဦးမှုယူလိုက်တဲ့ခါသူကြသွားတယ်အဲ့မှာအမတန်ရှားရှားပါပါတမိုင်းတွေကဇက်ဆောင်ကိုတွေးလိုက်ရတာသူ့အမေကပြောပါတယ်ချစ်ညိုရဲ့ညီအကိုဆိုတာအမေရှိရင်မွေးလို့ရသေးတယ်မင်းဘယင်ဖြစ်ရမယ်ကိစ္စအသက်ကောဘာရောအားလုံးကိုညီကိုချစ်တဲ့စိတ်နဲ့မင်းဒီလိုပေးရတယ်ရှားရှားပါပါတွေ့တာပါအဲ့ဒီဦးချစ်ညိုဟာဥအောင်စရာကိုရှုံးသွားတဲ့အတွက်သူခင်ဗျာငချစ်ညိုဖြစ်သွားရှာပါတယ်နိုင်တဲ့လူကနတ်နှိမ်လိုက်တာပဲသမိုင်းမှာကျွန်တော်တို့ဖြစ်ခဲ့တဲ့သမိုင်းတွေမှာဒီလိုတွေကြီးပါပဲထူးထူးခြားခြားတွေ့ရတာပါနောက်ထပ်တွေ့ရတဲ့ဇက်ကောင်နေတဲ့ဟာကျွန်တော်တို့ကြိုက်တဲ့စံပြပုဂ္ဂိုလ်တတ္တိရှင်တွေတွေ့လာလို့လဲအားတရတာတွေရှိပါတယ်ဘာလို့လဲဆိုတော့ရောမင်းကြီးဥဖိုးလိုက်လို့ပုဂ္ဂိုလ်မျိုးကင်းဝင်မင်းကြီးနဲ့နှိုင်းကြည့်ပါကင်းဝင်မင်းကြီးဟာတော်ပါတယ်နိုင်ငံတကာရောက်တယ်လှည့်ပတ်ပြီးတော့ကြည့်တဲ့အခါသိတယ်စီးမြင့်ခံဒီမိုကရေစီစီးမြင့်ခံဘယင်စနစ်ကိုလှုပ်ချင်တယ်ဒါပေမဲ့သူဟာအကွက်တွေအမတန်ကစားပါတယ်သူပိုင်မယ်ထင်တဲ့မင်းသားကိုဘယင်တင်လို့ရအောင်စင်ဖြူမရှင်တဲ့တိုင်ပင်တယ်သူကင်တွယ်လို့ရမယ်ထင်တဲ့တီဘောကိုတင်ပါတယ်ဒါပေမဲ့နောက်ဆုံးတော့အားလုံးသိကြတဲ့အတိုင်းမြန်မာမင်းဆက်ပြုတ်သွားတဲ့နှစ်ကို1-2-4ခွန်ဆိုတဲ့ဇလုံးကိုမှတ်ဖို့ဥကောင်းလိန်ထုတ်ဆိုပြီးတော့အဲ့ဒီလိုအမှတ်ခံရတဲ့ဘဝကိုရောက်သွားပါတယ်သူ့ကြောင့်ဆိုပြီးတော့အဆွဆွဲခံရတဲ့ဒီဖြစ်ပါတယ်သူဟာလည်းအင်္ဂလိပ်အစိုးရရဲ့လွတ်တော်ထဲမှာဆက်ပြီးတော့လူကြီးဆက်လုပ်သွားပါတယ်ဒါပေမဲ့တမိုင်းမှာတော့ဥကောင်းလိန်ထုတ်ဆိုပြီးတော့အရေးခံရတယ်သူနဲ့ခြားနာတဲ့တယောက်ကတော့ဥဖိုးလိုက်ပါဥဖိုးလိုက်ဟာမင်းတို့မင်းကိုလည်းရဲရဲတင်းတင်းပြောပါတယ်အဲ့ဒီမိဖုရားကိစ္စပါဘယင်ကစိတ်ဆိုးပြီးတော့လှန်ကိုဆွဲပြီးတော့သူ့ကိုထိုးဖို့ချိန်လိုက်တယ်ဒီမှာမင်းမြင်လားမှတ်မိရလားသိလားသိတာပေါ့ကျွန်တော်မျိုးအဖေကိုအရှင်မင်းမြတ်ရဲ့အဖေကထိုးတက်ခဲ့တဲ့လှန်ပဲကျွန်တော်အဖေတေခဲ့ရတဲ့လှန်ပဲထိုးတော်မူပါဆိုပြီးတော့အင်ကြီးရင်ဘတ်ကိုဖွင့်အောင်ပေးလိုက်သေးတယ်ဥဖိုးလိုက်သူမှန်ရသူပြောမယ်တတ္တိရှိရှိပြောတယ်စိတ်စေတနာအမှန်နဲ့ပြောတယ်ဉာဏ်ပညာအပြည့်ရှိတယ်၃ချက်အမတန်ရှားပါတယ်ကျွန်တော်တို့စီမှာအမတန်မုံတိုင်းထန်ခဲ့တဲ့ကာလတွေမှာပြည်ပအာကိုပစိန်ရိုးဆိုပြီးတော့ထောင်ထဲရောက်နေတဲ့လူတွေကိုဆွဆွဲပါတယ်အပြင်မှာကျွန်းသစ်တွေကအကုန်ကုန်သွားပြီထောင်ထဲကလူဘာမှလုပ်တာမဟုတ်ဘူးပစိန်ရိုးနဲ့ခုတ်တာမဟုတ်ဘူးလွှတ်ဆဲနဲ့တိုက်သွားတာအကုန်ကုန်သွားတာအဲ့ဒါကိုပစိန်ရိုးကြောင့်ဖြစ်တယ်ဆိုပြီးတော့အဲ့ဒီပစိန်ရိုးစန့်ကျင်ရှုတ်ချပွဲတွေလုပ်ပါတယ်တ
အိမ်တယောက်မထွက်မနေရမလိုက်ရင်ဓာငွေ3000 5000ဆိုတော့ငုတ်တုတ်ကြီးတွေလာထိုင်ရတယ်ဘာမှမသိဘူးမသိဘာမသိထောက်ခံလာဆိုတော့အိမ်ငါရလန့်နိုးပြီးတော့អော်ခဲ့ရပါတယ်တက်ပြီးတော့ပြောခိုင်းတာဘသူတွေကိုလဲဆိုတော့တက်ကသူကျောင်းကဆရာကြီးတွေကျောင်းအုပ်ကြီးတွေဗမုခချုပ်တွေစာရထဲမှာပါတဲ့အတိုင်းဖတ်နောက်ကစောင့်နေတယ်အဲ့တိုင်းလွဲလို့ကတော့သိတဲ့အတိုင်းပဲကြည်စမ်းဘွဲဒီဂရီတွေများစွာယူထားတဲ့ PhD ကြီးကန်းကုန်အောင်ယူထားတဲ့ဆရာကြီးတွေဟာအဲ့ဒါကိုတိုင်ရပါတယ်ပြောချင်တာကတော့ဘလို့ပညာရှိမျိုးလဲဉာဏ်ပညာနဲ့တရားချင်းမတရားချင်းဆိုတာကိုမစင်စားနိုင်ပဲနဲ့အာနာရှိသူရဲ့ခိုင်းနှမျှကိုပါဇက်ကအတန်ထွက်ပေးရတဲ့စက်ကူထဲမှာရေးထားတဲ့ပါရာကိုဖတ်ရတဲ့ပါရာဖတ်ပါလက်စတိုင်းကောင်းတော့အာရာဖတ်တော့မဟုတ်ဘူးသူတို့ကပါရာကိုဖတ်ရတယ်ပါရာဖတ်တွေဖြစ်သွားတယ်ပညာရှိပေမဲ့တတ္တိမရှိရင်လည်းအလကားပဲအခုဥဖိုးလိုင်ကတော့တတ္တိရှိကိုပြောတယ်နောက်ဆုံးစီးမြင့်ကံဘယင်စနစ်ကိုဖြစ်ဖို့ပြောတဲ့အခါမှာဘယင်ဟာလွတ်တော်ကပေးတဲ့လစာပဲရမယ်ထင်တယ်လို့သုံးဝင်မရှိတော့ဘူးဆိုတဲ့အခါကျတော့ပွဲချမ်းလို့မရတဲ့အခါမှာဘယင်နဲ့မိဖုရားကငါတို့ကငလှိုင်ပေးသလောက်ပဲရမှာလားဆိုပြီးတော့အမျက်တော်ရှပြီးတော့တန်ခတ်တာလဲသူခံရတယ်သူရင်ဆိုင်တာပါပဲအမတန်ရှားတာပါလူကြီးပဲလားဆိုတော့ဇက်ဆောင်နေအဖြစ်သမိုင်းထဲမှာဆရာတော်ဥပုပ်လို့တန်ခါများလဲရှိခဲ့ပါတယ်အများစုသိကြပြီးသားပါကို့အလုပ်ပဲကို့လုပ်တယ်ကို့တရားနဲ့ကို့နေတယ်ဘယင်နဲ့မိဖုရားလာလဲတာလှဲ့မကြည့်ဘူးဘယင်နဲ့မိဖုရားရက်တောင်ကြီးမှာစာတန်းထိုးပြီးတော့လှူတာကြီးကိုအဲ့ဒါကြီးရက်တောင်ကြီးထမ်းပြီးရှောက်သွားနေဖို့မစင်စားပါဘူးဘယ်ဝင်ကြီးကလှူတဲ့ရက်တောင်ကြီးကိုစာတန်းထိုးပြီးတော့ရှောက်လှဲ့ဖို့လဲသူမစင်စားဘူးလုံးလုံးကိုယူမဆိုင်ဘူးကို့တရားနဲ့ကို့ဂုံထရက်နဲ့ကို့အလုံးနဲ့ကိုနေတယ်အဲ့ဒီဆရာတော်ကိုကြောက်ပြီးတော့ဘယင်နဲ့မိဖုရားအနောက်ကနေအကြာကြီးစောင့်နေတာအတန်မထွက်ရဲဘူးဆရာတော်ကလှည့်မကြည့်ဘူးမနေနိုင်တော့ခလေးတဘာဝဘယင်သမီးတော်လေးကရှောက်ဆော့တဲ့အခါအတန်နေထွက်လာတော့ဘသူလဲဟိတ်မမဘယင်သမီးတော်လေးပါဗျာဒီခေတ်သမီးတော်တွေအတန်ထွက်ရင်တော့ဘသူအဲ့လိုអော်မလဲတော့မသိဘူးဟိုမှာတော့ဆရာတော်ကဗာမိတ်နေဆိုတော့ဘာဘယင်သမီးတွေကလည်းမြောက်ကြနေတာပဲစော့လိုက်တာမြောက်မလေးကြနေတာပြောလိုက်တယ်ဘာကြီးတော်မင်းနဲ့မိဖုရားမယ်နုတို့ကစိတ်မဆိုးတဲ့အပြင်ဝမ်းတော်ตาနေသေးတယ်စကားတခွန်းတလေပြောပေါ်ရတယ်ဆိုပြီးတော့ဘာဖြစ်လို့လဲကိုယ်ဂုံဒရနဲ့ကိုယ်သိက္ခာနဲ့ကိုယ်တရားနဲ့ကိုယ်နေတဲ့သူဟာအဲ့ဒီမင်းဆိုးရာစာတန်လျက်တွေဓာတ်တွေလှန်တွေရှိတဲ့သူတွေကအစလေးစားရပါတယ်အားလုံးသိတဲ့အတိုင်းမယ်နုကိုကွက်မြက်ခံရမယ်ဆိုတဲ့အခါကျတော့မယ်နုကအသက်မခံခင်ဆရာတော်ဖူးရသည်ခွင့်တောင်းတယ်ဆရာတော်လျှောက်ပါတယ်အရှင်ဘုရားတပည့်တော်မှအသက်ခံရပါတော့မယ်စကားတစ်ခွန်းလောက်ကြီးမြင့်ပါတစ်ခွန်းပဲပြောပါတယ်မယ်နုသူ့ကြွေးရှိရင်ဆက်လိုက်ဆိုတာမယ်နုဟာအားလုံးသိတဲ့အတိုင်းပါသေပျော်တယ်လို့ပြောပါတယ်လူတစ်ယောက်သေပျော်လောက်အောင်စကားတစ်ခွန်းပြောတတ်တယ်ဆိုတာအလကားတော့မဟုတ်ပါဘူးသူတစ်သက်လုံးစောင့်ထိန်ခဲ့တဲ့သူတရားနဲ့သူနေနိုင်မှုသူ့သိက္ခာပြေဝမှုနဲ့သူ့ရဲ့ကိုကျင့်တရားကောင်းမှုတွေပေါင်းတဲ့အခါမှာစကားပြောပေါ်ရတယ်ကျင့်တတ်တယ်ဗမောဆရာတော်ကြီးရတာဘယ်နဲ့လုပ်မလဲစာပြန်ပွဲအတွက်စာကြက်နေတာအိမ်ငိုက်လို့ဒီလိုအချိန်မျိုးကြီးကျွန်တော်တို့အခုဖြစ်သလိုဖြစ်နေမှာပေါ့အားလုံးလည်းဒီလိုဖြစ်နေပြီဟာယူငိုက်တဲ့အခါကျတော့အားလုံးသိပါတယ်ကျောင်းလေကားကြီးကိုပြည့်တဲ့သွားဟိုးအပေါ်ကနေပြီးတော့လက်ရန်ကြီးကိုခွစီးပြီးတော့ရှော့လို့ဆင်းလာအောက်မှာဒုံးဆိုတော့အိမ်ငိုက်ပြေသွားစာပြန်ချက်ငိုက်သွားရင်ပြန်တက်ပြန်ပြီးတော့ရှော့စီးသူ့ကိုသင်္ကားလုံမဲ့မြို့ဝန်ကတွေ့သွားပြီးတော့တရားပြက်သွားပြီးတော့တော်ဒီလောက်စော့တဲ့ကိုတော့မဖြစ်ဘူးဆိုတော့သင်္ကားမလှူတော့တကယ်စာပြန်ပွဲနေကြတော့ဘာမှမရှိတော့ဘူးအဆုပ်အပြက်ကြီးနဲ့ကြောက်တော်ကြီးဖះကိုသွားပါတယ်အားလုံးသိတဲ့အတိုင်းကြောက်တော်ကြီးကိုတော်ကြီးကိုဥချပြီးတော့ဒီလောက်ကြီးတဲ့စင်တုတော်ကြီးရဲ့သင်္ကန်းကြီးကိုလှမ်းတောင်းတယ်အရှင်ဖះတန်ခါဆိုတာအရှင်ဖះရဲ့သားပါပဲဒါကြောင့်
အခက်ခဲရှိတဲ့အခါမှာအဖေအင်ကြီးသားငှားဝတ်လို့ရပါတယ်ဆိုပြီးအဲ့တင်ကိုင်းယူပြီးတော့အကုန်လုံးတစ်ကိုယ်လုံးမှာပတ်ပြီးတော့ခေါင်းတွေရောအကုန်ရှုပ်ရှက်ခတ်နေတာအဲ့ဒါကြီးနဲ့မနိုင်တနာကြီးနဲ့စာပြန်မို့အရွက်တိုက်ပြီးသွားတယ်မင်းတို့မင်းအမြင်မတော်လို့မှသူ့ကိုပိုးတင်ကန်ကတ်လိုက်ရပါတယ်ဒါပေမဲ့လည်းတိတ်ကြည်တာမဟုတ်ဘူးတယောက်နဲ့တယောက်ကဆရာတော်ကလည်းမင်းတို့မင်းကိုကြည်လို့မရဘူးမိဖုရားတွေများလုံးလို့ဆိုပြီးတော့ရိုးရိုးလေးဘာလို့လဲဟိုတမန်လေးတောင်ပေါ်ကနေပြီးတော့မန်နေသားတွေရှေ့မှာပြောရတာအားနာပါတယ်အားလုံးလည်းသိပြီးသားကြီးဒီဗျာဒိတ်ဘေးကိုတော်ကြီးကနေနန်းတော်ဘက်ကိုလက်ညှိုးထိုးနေတဲ့ဗျာဒိတ်ဘေးစင်တူရဲ့လက်မှာသွားချိတ်လိုက်တယ်လေနန်းတော်တွေကဟိုလူကြီးကောင်းကောင်းနေဆိုပြီးတော့အဲ့ဒီမှာမင်းတို့မင်းရတယ်မှတ်ထားတယ်ငါ့ကိုအေးပေါ်လေးပြောဆိုနောက်စွန့်ကြွေးပွဲတစ်ခုမှထင်ပါတယ်သူ့နေရာမပေးဘူးကြံတဲ့ဆရာတော်ကြီးတွေအကုန်လုံးကြက်ကြနာနာခင်းပြီးတော့စွန့်ကြွေးတာဗမောဆရာတော်ရောက်လာတော့ထိုင်စရာနေရာမရှိဘူးဖုံနဲ့တဲတဲပဲထိုင်အောင်လုပ်ထားတာရှင်ဗျာတင့်ရမှာထိုင်တော်မူပါဗျာနေရာယူပါဆိုတော့ဗမောဆရာတော်ကဏိကြောဒတာမဏေတို့လှုပ်ချင်ပါတယ်တဲ့ပလင်ပေါ်တက်ထိုင်နေတာဒါပေမဲ့ခက်တာအောက်မှာထေကြီးဝါကြီးတွေရှိနေတော့တက်ထိုင်လို့လည်းမရဒါနဲ့နောက်ဆုံးကြတော့မင်းကရွဲ့မှာတော့ငါလည်းရွဲ့မယ်ကွာဆိုပြီးတော့ဖုံထဲမှာသွားထိုင်ဖို့တင်ငန်းတော့အပေမခံဘူးကွာတင်ပါပဲပေချင်းပေတင်ငန်းကြီးအကုန်လှန်ပြီးတော့ထိုင်ချလိုက်တယ်အကုန်လုံးနန်းနှင်းသူတွေထွက်ပြေးသွားရောပြီးတော့ရွဲ့ကြတဲ့နေရာမှာကျွန်တော်ကြားဥပါသေးတယ်ခေါင်းစဉ်တွေလူတွေမေ့ကုန်လို့အဲ့ဒီကုန်းပေါင်ခက်ကပဲဒီနှစ်ပါးပဲနေမှာပါမဟုတ်ရင်လည်းဘယ်သူနဲ့ဘယ်သူလဲပြန်စဉ်းစားကြည့်ပါပညာရှိတဲ့လူတွေထောက်ပေးကြပါဦးဟောဒီမန္တလေးမှာပါပဲကုန်းပေါင်ခက်ကပဲဆရာတော်ကိုသွားပြီးတော့ဘယင်ကစတာလေဟိုးရှေးခေတ်တော့ဆရာတော်တွေများသီလသမာဓိပညာကြီးမာတော့ပရိတ်ရွရင်ယေစုတယ်ကိုတော်တို့လက်ထက်ကြတော့တပါးမှမဆူပါလားဆိုတော့ဟေးအဲ့ဒီတော့ကဘယင်တွေကလည်းမင်းကျင်တရား10ပါးနဲ့ညီတော့ကျိန်ဆက်ကြရိုက်ရင်စီးဖို့မိချောင်းတော်ပေါ်တယ်လေကွာမင်းကျိန်လုံးနဲ့ရိုက်ကြည့်အိမ်မြောင်တော်မကြတာမင်းလိုဘယင်နဲ့ငါလိုဘုန်းကြီးနဲ့တော့လိုက်တာပေါ့ကွာပြောရဲဆိုရဲတဲ့ဆရာတော်တွေရှိခဲ့တာအမှန်တန်ကံကောင်းပါလေသမိုင်းတွေကဇတ်ဆောင်တွေရဲ့ရုပ်လုံးတွေကြွလာတဲ့အခါပေါ့ပြောရရင်တော့မဆုံးဘူးပေါ့ဒီကနေ့ဖြစ်နေတာတွေအကုန်လုံးကလည်းမနေ့ပြန်ကြရင်သမိုင်းဖြစ်မယ်ဆိုတော့ကျွန်တော်တို့တွေသမိုင်းတွေကဇတ်ဆောင်တွေဖြစ်ဘာတွေများဖြည့်ဆည်းကြရမလဲဆိုတော့၃မျိုးတည်းပါတတ္တိရှိဖို့စိတ်စေတနာကောင်းမှုကတော့ကျွန်တော်တို့ပြည်သူတွေကိုယုံပြီးသားတကယ်ဒီမိုကရေစီရေးအတွက်ကိုကြိုးမဖက်ပဲပါခဲ့ကြတဲ့အညတ်တရတွေကိုကျွန်တော်များစွာဥညွှတ်ပါတယ်ဒီကနေ့အထိလဲခီးရှည်ချီတက်ကြတဲ့ငြိမ်းချမ်းရေးလိုချင်တဲ့ပြည်သူတွေသူရဲကောင်းတဲ့အားလုံးကိုကျွန်တော်တို့လေးစားရမှာပါစိတ်စေတနာကောင်းတာမှန်တယ်တတ္တိလည်းရှိရမယ်ကျွန်တော်ပြောပြပြီးပါပြီတိုင်းပြည်မှာအမျိုးမျိုးပေါ်ခဲ့တဲ့အကြောင်းကျွန်တော်ထောင်ကပြန်ထွက်လာတော့အဲ့ဒီအဝိုင်းတစ်ခုမှာရန်ကုန်မြို့ကပြည်လမ်းပေါ်မှာအဝိုင်းပေါ်မှာကလတ်ကြီးတင်ထားတယ်ကလတ်ကြီးပေါ်မှာအမဲသားတော်ကြီးအဲ့ဒီအမဲသားတော်ကြီးဘာလုပ်တာလဲဆိုတော့ကားမောင်းတဲ့လူကကျွန်တော်ခင်ဗျားတော့သေခြင်းပြီထင်တယ်တဲ့ဘာဖြစ်လို့လဲအမဲသားမဟုတ်ဘူးအဲ့ဒါနဝတ္တပရမ ्या ကြီးနဝတ္တပရမ ्या ကြီးဘာဖြစ်လဲဟာခင်ဗျားတလောက်ကဘာတုံဟီးခဲ့တဲ့နဝတ္တပရမ ्या ကြီးခင်ဗျားမသိဘူးလားခင်ဗျားဘယ်သွားသေနေတာလဲမသေးတော့မသေးပါဘူးဗျာထောင်ထဲမှာမဟုတ်လို့ပါမကြားဘူးလို့ပါနဝတ္တပရမ ्या ကြီးဗျာမှတ်ထားတကဘာလုံးကိုဓာန်ပေါက်ထမင်းကျွေးပြီးတော့အချိုရည်တောင်တိုက်လို့ရတယ်ခင်ဗျားနားလဲလားဟုတ်ပြီအဲ့ဒီပတ်စံတွေဘယ်မှာလဲဘယ်ရောက်သွားပြီလဲဆိုတော့အဲ့ဒါတော့ခင်ဗျားတို့သွားမေးကြည့်ဗျာသွားမေးကြည့်နေအဲ့ဒီနေ့ကတာကြောင်ကလေးတွေစာမတင်ရလေမိဘမဲ့စာတင်ကြောင်းတွေစာမတင်နိုင်တဲ့ကလေးတွေပုံများသွားစေးမကုနိုင်တဲ့လူကြီးတွေပုံများသွားယတနာတွေကတစ်ခုပြီးတစ်ခုပေါ်တော်ကြနေကြောက်စိမ့်ကြီးပေါ်နောက်ဆုံးပေါ်စရာမရှိတဲ့အဆုံးမှာပေါ်မိပေါ်ရာနဝတ္တဘာကြီးလည်းပေါ်တာစင်ဖြူတော်ကြီးတဲ့တော်သေးတာပေါ့စင်ဖြူတော်ကြီးပေါ်တဲ့အခါမှာတတိုင်းပြည်လုံးကလူတွေကတော်တော်ကြက်ရိုက်သွားတယ်ဘာဖြစ်မလဲစင်ဖြူတော်ပေါ်ရင်ဘာဖြစ်မလဲစင်ဖြူတော်ကိုပေးလိုက်တဲ့ဘွဲတွေကလူပုဂ္ဂိုလ်တွေတိတိသူရမတတိုးဘာညာရတဲ့လူတွေထက်တောင်မှဘွဲရများသေးတယ်အဲ့ဒီစင်ဖြူကြီးကိုရောင်ရမ်းပြီးတော့လက်အုပ်သွားချီကြတဲ့ပြည်သူတွေလည်းတော်တော်များတယ်တဲ့တိရစ္ဆာန်ကိုဒီစမ်းဘာလို့တာလဲဆိုတော့မင်းကျင်တရား10ပါးနဲ့ညီတဲ့ဘယင်မို့လို့မင်းမြတ်မင်းကောင်းမို့လို့
စင်ဖြူပေါ်တယ်တိုင်းပြည်ကြီးတာယာဝါပြောတော့မယ်ဟုတ်လားတိုင်းပြည်ကြီးဘာကြောင့်စင်ဖြူတော်ပေါ်ရင်တိုင်းပြည်ကြီးကောင်းကားလဲဂျပန်နိုင်ငံအမေရိကန်နိုင်ငံကပြင်သစ်နိုင်ငံအင်္ဂလန်နိုင်ငံဥရောပတိုက်ကဂျာမနီကမ္ဘာမှာစီးပွားရေးတိတ်ကောင်းတယ်ဆိုတဲ့နိုင်ငံတွေချမ်းသာတဲ့အလူရှင်နိုင်ငံတွေတခါမှစင်ဖြူတော်မပေါ်ဘူးကိုယ့်အကိုပေါ်ကိုယ့်အကိုပြန်ပြီးတော့အစင်းရဲဆုံးတိုင်းပြည်ဖြစ်တယ်နောက်ဆုံးကြတော့စင်ဖြူတော်ကြီးပေါ်ရင်မင်းကောင်းမင်းမြတ်မို့လို့ရွှေမိုးငွေမိုးရွာတော့မယ်လို့မျှော်လင့်ချက်တွေပေးထားတဲ့အချိန်မှာအတန်လင်းဌာနတစ်ခုကနေပြီးတော့အင်တာဗျူးလုပ်ပါတယ်ဘယ်သူ့ကိုလုပ်လဲဆိုတော့တခါကဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌလုပ်ဖူးတဲ့တမိုင်းပါမောက္ခဒေါက်တာတန်းထွန်းကိုလုပ်လိုက်တာပါဆရာကြီးစင်ဖြူတော်ဆိုပြီးတော့လုပ်နေပြီဆရာကြီးဘယ်နဲ့လဲစင်ဖြူတော်နဲ့စင်မဲနဲ့ဘာကွာလဲဆိုတော့ဆရာကြီးကဖြေလိုက်ပါတယ်ခင်ဗျားသိချင်ရင်တက်နင်းတာခံကြည့်လိုက်တရိษံပေါ့ဗျာလို့ပြောလိုက်တော့ပွဲသိမ်းသွားပါတယ်အဲ့မှာစိတ်စေတနာလည်းကောင်းပါတယ်ပညာလည်းရှိပါတယ်တတ္တိလည်းရှိပါတယ်စိတ်စေတနာကောင်းတယ်တတ္တိလည်းရှိတယ်ပညာမရှိရင်ဘာဖြစ်လဲကျွန်တော်ထောင်ထဲမှာတွေ့ခဲ့တဲ့အတွေ့အကြုံမှာလူတစ်ယောက်ကသိပ်ပြီးတော့အကြိုက်ခဲတွေများနေပြီးတော့ညှင်းညူနေတာအဲ့ဒါတယောက်ကနေသူ့မှာရှိတဲ့ဆေးကိုပေးတာပါသိဝိုင်းရင်လည်းမရဘူးအဆက်အသွယ်လုပ်လို့မရတဲ့အခါပါစိတ်စေတနာကောင်းတယ်တတ္တိမွေးပြီးတော့အခက်ခဲကြတွေကပေးလိုက်တယ်ရှေ့တုန်းကလည်းလူတွေအကြိုက်ခဲပြောင်းရင်အဲ့ဒါနဲ့ပဲပျောက်ခဲ့တယ်ပေးလိုက်တယ်ဟိုကတောက်တယ်တောက်ပြီးတော့မိနစ်ပိုင်းအတွင်းမှာအစာအိမ်ပေါက်ပြီးတော့ဆေးရုံတင်လိုက်ရတယ်သေလားရှင်လားမသိတော့ဘူးဘာဖြစ်လို့လဲဘတ်စပရိုဆိုတဲ့ဆေးဟာအစာအိမ်ယောဂရှိသူတွေတောက်ရင်အစာအိမ်ပေါက်ပြီးတော့သေနိုင်တယ်ဆိုတဲ့အသိပညာသူ့မှာမရှိချပါဘူးစိတ်စေတနာကောင်းတော့လည်းပဲအဲ့ဒီလိုအသိပညာနည်းရင်မရပါဘူးစိတ်စေတနာကောင်းမှုဆိုတာနှလုံးသားနှုတ်ဖို့ဒါတော့အလုံးသိပြီးသားတခုတော့ရှိပါတယ်ဂျာမန်ဂက်စတာဘိုခေါ်တဲ့အလုံးသိပါတယ်နာဇီခေတ်ကအမတန်ကြမ်းရမ်းတဲ့ဂျာမန်ထောက်လှမ်းရေးတွေကိုဘယ်လိုလေ့ကျင့်တယ်လဲဆိုတော့ထောက်လှမ်းရေးသင်တန်းတက်တာနဲ့ခွေးကလေးတစ်ကောင်စီအကုန်လုံးပေးပါတယ်အမတန်ချစ်စရာကောင်းတဲ့လေ့ကျင့်ရေးခွေးလေးတွေပါအဲ့ဒီခွေးနဲ့အတူတူနေရတယ်အတူတူအိပ်ရတယ်အတူတူစားရတယ်အတူတူလေ့ကျင့်ရပါတယ်အဲ့ဒီခွေးချင်းလည်းပြန်ရပါတယ်ကိုခွေးအမှတ်ရမှကိုလည်းအမှတ်တက်အဲ့ဒီခွေးမှလည်းကိုပိုင်နံပါတ်ပေးထားတယ်ဒီခွေးလေးတွေထူးချွန်ဖို့ကိုယ်တိုင်လည်းကြည့်ရင်လည်းကြာတဲ့အခါမှာအမတန်တန်ရုံးစင်ဖြစ်တယ်ခွေးလေးတွေကလည်းအမတန်လိမ်မာပြီးတော့ချစ်စရာကောင်းတယ်တင်ပေးရင်အမတန်တက်လွယ်တဲ့ကလေးတွေခွေးလေးတွေအဲ့ဒါလေးတွေနဲ့အတူတူအိတ်အတူတူစားနောက်ဆုံးတင်တန်းအားလုံးပြီးတဲ့နေ့ကျတော့ကိုချစ်တဲ့ခွေးလေးတွေဂုံယူပြီးတော့ပိုက်လာပြီးတော့အားလုံးကတင်တန်းဆရာကအမိန့်ပေးပါတယ်တနတ်ထုတ်ပစ္စတိုထုတ်ခွေးကောင်းကိုတိပစ်အဲ့ဒီမှာနည်းနည်းလေးတွန့်သွားတဲ့လူကထောက်လှမ်းရင်းတင်တန်းကြပါတယ်ဘာဖြစ်လို့လဲလက်ယွန့်လို့ရှိရင်မရဘူးဒီလှုပ်လို့ဘောကနည်းနည်းလေးတွန့်သွားလို့မရဘူးအမိန့်ပေးတယ်တနတ်ထုတ်လိုက်တယ်ခွေးကောင်းကိုချိန်ပြစ်ဆိုတာနဲ့မပြစ်တဲ့လူဟာနည်းနည်းလေးတွေ့ရသွားလို့မရဘူးတင်တန်းကအထုတ်ပဲခံတယ်ထောက်လှမ်းရင်းမဖြစ်တော့ဘူးဂျာမန်ဂက်စတာဘိုတွေကိုဒီတိုင်းပဲကျင့်ခဲ့တာစိတ်နှလုံးကောင်းမွန်ဖို့ဆိုတာကိုဘယ်နည်းနဲ့မှမစဉ်းစားဘူးသူတို့ကအမိန့်နာခံဖို့နဲ့ရက်ဆက်ကြမ်းကြုတ်ဖို့ကိုပဲကျွန်တော်တို့လူတွေကျွန်တော်တို့ပြည်သူတွေကိုတော့ဒီမိုကရေစီအတွက်တောင်မှအသက်ပေးဘဝပေးအများစုကျွန်တော်တို့ရဲ့အနာဂတ်ပိုလာတဲ့အနာဂတ်အတွက်တမိုင်းတစ်ခုကောင်းဖို့အတွက်စိတ်နှလုံးကောင်းကြမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်တတ္တိတွေလည်းဒီခေတ်မှာကိုစီမွေးနိုင်ကြပြီပညာနောက်ဆုံးအပိုင်းကတော့ကျွန်တော်ကိုယ်တိုင်လည်းကိုစိုးရိမ်ပါတယ်ပညာမပြည့်ဝတဲ့တယောက်ဖြစ်ခဲ့ရင်နစ်နာမှာဘူးအဲ့တော့ကျွန်တော်တို့ပညာအတွက်စာဖတ်ကြရပါတယ်စာပေဟောပြောပွဲတွေကျင်းပကြရပါတယ်နောက်ထပ်လည်းလူငယ်တွေကို debate ခေါ်တဲ့စကားရည်လူပွဲမျိုးတွေကျင်းပပေးပါကျွန်တော်ပြောပြီးပါပြီဒါမှကလေးတွေစာဖတ်ခြင်းစိတ်တွေပေါ်လာပြီးတော့အဲ့ဒီကြီးမြင့်မှုအတိမတ်ပြုမှုကိုလိုချင်တဲ့အခါမှာကလေးတွေကအလူအရက်ကြိုးစားကြပါလိမ့်မယ်စိတ်နှလုံးကောင်းပြီးတော့တတ္တိလည်းရှိပညာလည်းပြည့်ဝတဲ့နောက်မျိုးဆက်တွေလက်ထဲကိုကျွန်တော်တို့အနာဂတ်ကိုအပ်ရမှာပါတမိုင်းတွေကဇက်ကောင်တွေဟာအဲ့ဒီလို
ဇက်ကောင်တွေအဖြစ်စက်တည်ရှိတဲ့တမိုင်းတစ်ခုကိုဖြစ်စေခြင်းပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့မျက်စိတွေနားတွေပါးစပ်တွေအပိတ်ခံခဲ့ရတာမြောက်3កောင်လို့ဖက်စစ်ခေတ်တုန်းကမျက်3កောင်လို့ကျွန်တော်တို့ထားခဲ့တာတစ်သက်လုံးကျွန်တော်တို့ပေးခဲ့တဲ့အသည့်ဟာပြန်စဉ်းစားကြည့်ပါအကြောက်တရားပါပဲချင်းချောက်မှုတွေပါပဲဟောတာတွေကိုလှုပ်ကိုလှုပ်ရမယ်ဟောတာတွေကိုမလှုပ်ကိုမလှုပ်ရဘူးမလိုက်နိုင်ရင်ထိရောက်စွာအေးအေးယူမယ်ဘာနဲ့လဲဆိုတော့ကျွန်တော်တို့ရဲ့လူဖြစ်လာတာဟာအပြစ်ဒဏ်တွေအပေးခံရဖို့လူဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားပါတယ်ကျွန်စိတ်ပါကျွန်တော်တို့ကိုကျွန်လိုပြုခဲ့တဲ့မြဒီကနေ့ကျွန်တော်တို့ရဲရဲတင်းတင်းဗျိုင်တူထရက်လိုက်ပါတယ်ဟောဒီအခမ်းအနားမျိုးကျင်းပတယ်ဟောဒီလောက်လူအုပ်ပိဋကနဲ့စီစဉ်နိုင်တယ်ဟောဒီရက်ကွက်ကဒီလိုညညွတ်တယ်မန္တလေးသားတွေမန္တလေးသူတွေလည်းဒီလောက်တက်ရောက်နိုင်ပြီးတော့ဒီလောက်တကောင်ကျော်နောက်နေ့ကိုရတီတောက်ခံနိုင်တယ်ဆိုတာဟာဒီစိတ်ဓာတ်တွေနဲ့ဆက်ပြီးခြိတက်သွားရင်စိတ်ချပါအ ਨੇ ဆုံးတော့နောက်ထပ်ဘယ်သူမှကျွန်ပြုတ်လို့မရတော့ဘူးကျွန်တော်တို့သခင်စိတ်သခင်အကြံနဲ့သခင်အလံကိုထာဝရစိုက်ထူပါလို့တိုက်တွန်းရင်းဆုံးသက်ပါတယ်ကျေးဇူးပါယခုလိုတမိုင်းနဲ့ခေါင်းဆောင်များခေါင်းစဉ်ဖြင့်ဟောပြောပေးပါတော့ဆရာမင်းကိုနိုင်ကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်ယခုဆက်လက်ပြီးဆရာကိုဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးမိအစီအစဉ်ပဲဖြစ်ပါတယ်ရှင်ဆရာမင်းကိုနိုင်အားဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးပါရန်စိတ်မန်းရက်ကွက် AR ကဖေးမိသားစုအားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်ယခုလိုလက်ဆောင်ပစ္စည်းပေးအပ်ပါတော့ AR ကဖေးမိသားစုအားကျေးဇူးထူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးလက်ဆောင်ပစ္စည်းချီးမြှင့်ပေးပါရန်ဦးအောင်ကျော်ဒေါက်ခင်ဆန်းဝင်းတာဒီမိုကျော်မျိုးမင်းကျော်သမီးစုကြည်ကျော်ဗမာပြည်သားမိသားစုကိုစားဦးဝင်းဆွေအားလေးစားစွာဖိတ်ခေါ်အပ်ပါသည်ရှင်ယခုလိုလက်ဆောင်ပစ္စည်းပေးအပ်ပါတော့ဗမာပြည်သားမိသားစုအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးလက်ဆောင်ပစ္စည်းချီးမြှင့်ပေးပါရန်ကိုစိုးဝင်းထွန်းအားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်ယခုလိုလက်ဆောင်ပစ္စည်းချီးမြှင့်ပေးပါတော့ကိုစိုးဝင်းထွန်းအားကျေးဇူးထူးတင်ရှိပါတယ်ရှင်အခမ်းအနားစီစဉ်ခုနှစ်ရာစိန်မန်းနယ်လုံးဆိုင်ရာစာပေဟောပြောပွဲအောင်မြင်စွာကျင်းပပြီးဆုံးကြောင်းကြေညာအပ်ပါရရှင်